ပထမဦးစွာ MLK Knowledge Share Channel မှာ Nutri စွာကြိုဆိုပါရစေ။ဒီနေ့ဖပြပေးမယ့်စာအုပ်လေးက David နိုင်ပန်း PhD ရေးသားထားပြီးဒုက္ခတာမြန်မာပြန်ဆိုထားတဲ့ကြီးပွားအောင်မြင်လွယ်ကူရွှေရှင်လှုပ်ဝက်နည်းတရားစာအုပ်လေးဖြစ်ပါတယ်။ဒီစာအုပ်လေးကိုမဖပြသေးခင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ဖို့တောင်းဆိုပါရစေ။51ထိတ်ချုံနိုင်ဆွဲမရှိရင်လွယ်လွယ်အရှုံးပေးလာတတ်တယ်။တချို့သူတွေကအတားဆီးလေးတစ်ခုကြုံတွေ့ရရုံနဲ့ချက်ချင်းလက်လျှော့သွားတတ်ကြပေမဲ့တချို့သူတွေကတော့ဟန်အတားတွေနဲ့ကြာရှုံးမှုကိုနှစ်ပေါင်းများစွာခံစားရတာတောင်မှပန်းနိုင်ကိုဆွဲမလျှော့ပဲဆက်လျှောက်လန်းကြပါတယ်။ဒီလူတွေကြားကအဓိကကွာခြားမှုကပါလဲဒါကအရေးချင်းလည်းမဟုတ်သလိုစိတ်ရှိသီးခံမှုလည်းမဟုတ်ပါဘူး။ဒါကတကယ်တော့အသေးစိတ်ထိန်းချုပ်နိုင်စွမ်းပါပဲ။အောင်မြင်မှုဆိုတာကထိပေါက်သလိုပဲလို့မှတ်ယူနေသူတွေပေါ့။ဒါကကန်နေပဲတက်ဆိုင်ပါတယ်လို့ယုံကြည်နေကြပြီးပန်းနိုင်ကိုရအောင်သွားဖို့စိတ်နှစ်ပြီးအလုပ်ကြိုးစားဖို့အောင်မထုတ်ကြသူတွေပေါ့။သူတို့ရဲ့ပန်းနိုင်ကိုကိုယ်တိုင်ရွေးချယ်ပြီးသူတို့ရဲ့လှုပ်ဆောင်မှုတွေအတွက်သူတို့မှတာဝန်ရှိတယ်လို့မခံစားရတဲ့သူတွေပေါ့။သူတို့ရဲ့ပန်းနိုင်ကိုအကောင်အထည်ပေါ်ဖို့အတွက်သာမကပန်းနိုင်ချမှတ်တာတွေကပါသူတို့ရဲ့တာဝန်လို့မယူပြီးဇွဲရှိရှိစူးစမ်းသူတွေကလွယ်လွယ်လက်မလျှော့သူတွေပါမင်းကိုမင်းထိန်ချုပ်မှုတွေလုပ်နေတဲ့အခါမင်းလုပ်တဲ့အရာကဒါအရေးပါနေပြီးလက်လျှော့ဖို့ဆိုတာကိုတွေးနေစရာအကြောင်းမရှိတော့ပါဘူးဒေါ်နယ်ကအကျော်မော်တေးဂီတာဝိုင်းဖြစ်တဲ့ဘီဘီကင်းဂီတာအဖွဲ့ကဂီတာသမားလေးတူပါအရက်နုံနေသွားတာကြောင့်ပြဿနာများစွာကိုရင်ဆိုင်ခဲ့ရသူပါတေကျော်ဆိုင်ရာယောဂခံစားနေရချိန်မှာသူ့မှာစေဝကုသဖို့ငွေရောမျောလင်းချက်ရောကုန်ဆုံးနေပါပြီစေယုံတက်နေချိန်မှာသူ့ကိုတိုက်ခန်းကနေနင်းထုတ်ခဲ့ပြီးစေယုံဆင်းချိန်မှာသူ့ဂီတာအပါအဝင်သူ့ပိုင်ဆိုင်မှုအလုံးကိုအင်ပန်ရှင်ကရောင်းချခဲ့မှန်းသိလိုက်ရပါတယ်သူအိမ်အလုပ်အကိုင်နဲ့မိတ်ဆွေအားလုံးကိုဆုံးရှုံးလိုက်ရပြီးစိတ်ဓာတ်လည်းအကြီးအကျယ်ကျသွားခဲ့ပါတယ်သူကိုအကူအညီပေးတဲ့ဝန်ဆောင်မှုဝန်ထမ်းအဖွဲ့ဝင်တွေကမျှော်လင့်ချက်မဲ့နေတဲ့သူကိုကုစားပေးဖို့အမျိုးမျိုးစူးစမ်းခဲ့ကြပေမဲ့အရာမထင်ခဲ့ပါဘူးလူမှုဝန်ထမ်းတွေကဒေါ်နေကိုဂီတာတစ်လက်ရရှိဖို့အကူအညီပေးမှသူ့ရဲ့စိတ်ကြယောဂကိုကုစားပေးနိုင်လိမ့်မယ်လို့နောက်ဆုံးမှသဘောပေါက်သွားခဲ့ကြပါတယ်ကျွန်တော်ကအရာရာကိုအရှုံးပေးထားပြီးသားဘာကမှဖြစ်ချင်စိတ်မရှိတော့ပဲစိတ်သက်တွေဟိုးအောက်ဆုံးထိထိုးကြခဲ့တာကဂီတာတစ်လက်မရခင်အထိဆိုပါတော့ဗျာလို့ဒေါ်နေကပြောပါတယ်လက်သေးကိုဂီတာတစ်လက်ရောက်လာပြီးချိန်မှာတော့ဂီတာအပေါ်ချင်းမြတ်နိုးစိလေးနဲ့ဒီမချက်တွေပြန်လဲပေါက်ဖွာလာပါတယ်ဂီတာဒီရင်ကိုခံစားခဲ့ရတဲ့ပြဿနာလေးတွေကိုတီးခံမျောလင်းချက်လေးဒီရင်တီးခံမျောလင်းချက်လေးပြန်ရှိလာပါတယ်ဥမင်တွေရဲ့အဆုံးသတ်မှာလင်းရောင်လေးရှိနေတယ်လို့အခုတော့ကျွန်တော်ရဲ့အလင်းရောင်လေးကိုရေးတည်တည်မြင်နေရပါပြီအရေးချင်းတူတဲ့ကျောင်းသားတွေကိုနိုင်ရှင်လေးလာကြည့်တဲ့အခါမှာစာလေးလာမှုမှာအစွမ်းကုန်စူးစမ်းအားထုတ်သူတွေနဲ့အလွယ်တကူလက်လျှော့တတ်သူတွေအကြားကကွဲပြားမှုကအတိစိတ်ထိန်းချုပ်မှုပဲဖြစ်ပါတယ်အတိစိတ်ထိန်းချုပ်နိုင်သူတွေကအတိစိတ်မထိန်းချုပ်နိုင်သူတွေထက်ပိုပြီးအစဉ်ကောင်းကောင်းရကြပါတယ်50နှစ်ဘဝမှာတခုလိုချင်တိုင်းတခုအရှုံးခံဖို့မလိုပါဘူးအကျွေးမတင်အောင်ငွေကိုဘယ်လိုသုံးရမလဲဆိုတာကိုနားလည်ခြင်းဆိုတာလိုချင်တဲ့အရာကိုဆုံးရှုံးမှုမရှိပဲရအောင်ယူတတ်ခြင်းပါပဲအရင်အတွက်ပိုက်ဆံကိုပို့သုံးခြင်းနဲ့ဆိုရင်မင်းအနေနဲ့ကားအတွက်သုံးတဲ့ပိုက်ဆံကိုရှော့သုံးရမှာပါအဖို့အသုံးစရိတ်တွေအတွက်လည်းဝင်ငွေထွက်ခွင့်နဲ့ညီမျှတဲ့အသုံးစရိတ်နဲ့အချိုးကိုင်းညီအောင်ဂရုစိုက်ရအောင်ပါလူတချို့ကသူတို့ဘဝကိုလည်းအဲ့ဒီပုံစံအတိုင်းရှုမြင်သုံးသပ်ကြပါတယ်အတမွေးအကြောင်းလုပ်ငန်းဘက်ကိုအာရုံစိုက်မယ်ဆိုရင်မိသားစုနဲ့ကုန်ဆုံးမဲ့အချိန်လေးတွေကိုဆွလို့ရမှာပါမိသားစုဘက်ကိုပဲအာရုံစိုက်မယ်ဆိုရင်အတမွေးအကြောင်းလုပ်ငန်းကိုဆွလို့ရပါမယ်ဒီလိုပုံလေးအချိုးချထားခြင်းကပြေဆုံးလုံလောက်မှုမရှိသလိုနားလည်မှုလည်းလွယ်မှနေပါတယ်။နေရချိန်တွေကို
မင်းရဲ့ဝင်ငွေရည်တွက်နေသလိုမျိုးမိနစ်တွေတိုင်းတရက်အချိုးချထားလို့မရပါဘူးမင်းရဲ့အချိန်တွေကိုမင်းရဲ့စွမ်းဆောင်ရည်တွေစိုးရိမ်ပူပန်မှုတွေအားစိုက်ထုံးမှုတွေနဲ့ပဲတိုင်းတာရပါမယ်အရေးအတွက်နဲ့တိုင်းတာလို့မရပါဘူးမင်းရဲ့အချိန်တွေကိုပိုကောင်းမွန်စွာအသုံးချတဲ့အခါမင်းရဲ့လှုပ်ဆောင်နိုင်စွမ်းပိုမြင့်လာပါလိမ့်မယ်ပြုံးတင်းနေတဲ့အချိန်တွေကိုဖယ်ထုတ်ပြီးတော့အချိန်ကိုကောင်းကောင်းအသုံးပြုရင်အလုပ်ကိုပိုကြိုးစားလုပ်ဆောင်ပါမင်းဘဝကိုဟန်ချက်ညီအောင်ထိန်းညှိထားလို့ရပါတယ်ငယ်စဉ်ကအဖေကကျွန်တော်အတွက်ရှင်နေဆိုင်ရာဟာတာစာအုပ်တအုပ်ငားခဲ့ပါတယ်တခါတလေရှင်းနေတွေကိုစိုးရတဲ့ပြစ်တင်ပြောဆိုမှုတွေအကြောင်းကိုကြားမိမှာပါတကယ်တော့ကျွန်တော်တို့တွေကအဲ့ဒီလိုအပြောခံဖို့တိုက်တန်ပါတယ်လို့မီချီဂန်ပြည်နယ်ကအစိုးရရှင်နေတအုပ်ဖြစ်သူဒေါက်ကလက်ကပြောပါတယ်သူကငွေကြေးမတက်နိုင်တဲ့အမှုတွေတွေအတွက်အခါမဲ့ရှင်နေလိုက်ပေးတယ်လို့ရှင်နေလောကမှာနာမည်ကောင်းတဲ့ကြော်ကြားသူပါကျွန်တော်ဥပဒေရေးရာလူမှုဝန်ထမ်းတူလို့မှတ်ယူထားပါတယ်အခုညီလိုနေသူတွေအတွက်သူတို့အခက်အခဲပြည်ထနာတွေဖြည့်ရှင်းပေးရတာကိုကျွန်တော်ပြောလို့လေကျွန်တော်မှာအလုပ်တွေများနေပေမဲ့အခါမဲ့ရှင်နေလိုက်ပေးရတာကိုအပေါ်ဝန်တော့ဝန်ဖို့တခုလို့ကျွန်တော်မယူဆမိပါဘူးအလုပ်အကြောင်းတွေရင်အချိန်ကုန်ဆုံးနေတာမျိုးဒါမှမဟုတ်မိသားစုနဲ့အချိန်တွေကုန်ဆုံးနေတာကအောင်မြင်မှုလည်းမဟုတ်တော့လို့စိတ်ကျေနပ်စရာလည်းမဟုတ်ပါဘူးအချိန်နာရီတွေရဲ့တန်ဖိုးကသူတို့ဘလောက်စိတ်ဖိစီးနေလဲဘလောက်စိတ်ချမ်းသာတာနဲ့အချိန်ကုန်ဆုံးနေရလဲဆိုတဲ့အပေါ်မှာပဲမူတည်ပါဒါတွေကပျော်ရွှင်ချမ်းမြေ့တဲ့မိသားစုဘဝလေးနဲ့စိတ်ကျေနပ်မှုပေးမယ်လုပ်ငန်းကိုင်ငန်းတစ်ခုဖြစ်လာဖို့အဓိကတော့ချက်တစ်ခုပါပဲ53အဆင့်တစ်ပဲအမြဲရနေဖို့မလို့ငယ်စဉ်ကကျောင်းမှာလက်စင်ရဲဖြတ်မတန်လေးရရင်အိမ်ကိုယူလာပြီးမိဘတွေစီမှာအတေးအမတ်ပြုခင်ရဖို့ပြဘူးတာကိုမမိကြမှာပါကလေးဘဝကလေးကကျွန်တော်တို့ရဲ့ရလက်တွေကိုအတေးအမတ်ပြုခင်ရဖို့တည်ကြပေးခဲ့တာကအဆင့်တစ်ရချိန်မှာစုကြည်အနေနဲ့မဘိုးတို့အပြုံးလေးတွေတို့ချနာတဲ့စကလုံးလေးတွေရတာမျိုးဒါမှမဟုတ်ကျွန်တော်တို့အမားတို့ထားရင်တောင်အပြစ်ပေးမခံရတာမျိုးပေါ့ဒီလိုနဲ့လာစဉ်အကဲဖြတ်မတန်းတွေကအရေးပါတယ်ဆိုတာကိုကျွန်တော်တို့သိလာကြတယ်လေကိုလို့ရမယ့်အရာကိုကောင်းကောင်းလုပ်ဖို့လိုအပ်တယ်ဆိုတာကိုသိလာခဲ့ကြတယ်ကျွန်တော်တို့ကအတိမတ်ပြုခင်ရမှုဆိုတဲ့ပုံစံကွက်ကြီးကိုတည်ယူလာကြတယ်အတိမတ်ပြုခင်ရဖို့အောင်မြင်မှုကိုရှာဖွေကြတယ်မိဘတွေစီကအိမ်နောက်ဖက်စီကလုပ်ဖို့ကိုင်ဘက်နဲ့အထက်လူကြီးတွေစီကပေါ့ဒါပေမဲ့မိဘတွေကိုသဘောကျစေဖို့အစင်ကောင်းအောင်လုပ်တာကစာဖတ်တာကိုချစ်မြတ်နိုးတာမဟုတ်ပါဘူးအဲဒီလိုပဲတစုံတဦးရဲ့အတိအမှတ်ပြုခင်ရဖို့အောင်မြင်အောင်လုပ်တာကအဲဒီလုပ်ငန်းစဉ်အပေါ်မှာမင်းကကျင်းနဲ့ပြောရှင်နိုင်မှာမဟုတ်ပါဘူးအောင်မြင်ဖို့ရလအပေါ်မှာမဟုတ်ပဲလုပ်ငန်းစဉ်အပေါ်မှာပဲအာရုံစိုက်ထားရမှာပါအန်စိတ်ပြကြောက်ဆိုင်ကိုရင်းနှီးငွေဒေါ်လာ15000နဲ့စိတ်ရှိသီးခံခြင်းများစွာနဲ့စတင်ဖွင့်လှစ်ခဲ့ပါတယ်။သူမရဲ့စိတ်ကူးကအဝတ်အထည်နဲ့အတူလိုက်ဖက်တဲ့ကြောင်မြတ်ယတနာနဲ့လက်မှုပစ္စည်းလေးတွေတွေ့ဖက်ပြီးလက်လီရောင်းချပေးဖို့အတွက်ပါ။သူမရဲ့ဆိုင်တယ်လေးအတွက်အချိန်ယူရမယ်ဆိုတာကိုသူမနားလည်ပါတယ်။စိတ်ကူးအိမ်မက်ကိုမှန်ကန်စွာအကောင့်ထဲပေါ်ဖို့အချိန်ယူရတာကိုနေလို့ဆိုပြီးစိတ်မရှိလို့မရပါဘူးကျမတို့ကအရင်မြင်လို့ဖို့စူးစမ်းတဲ့အခါမှာကျမတို့ရဲ့စိတ်ကူးတွေကိုရေရှည်ထိန်းသိမ်းနိုင်မှာမဟုတ်ပါဘူးသူမရဲ့စတိုးဆိုင်လေးကသူမတွေ့ထားတာထပ်ပို့ပြီးအလုပ်ဖြစ်ခဲ့ပါတယ်ဆိုင်ခွဲတစ်ခုတူးကျဖွင့်လေးဖို့သူမစတင်စီစဉ်နေရပါပြီစတိုးဆိုင်ဒီဇိုင်းဖွင့်လေးတာကသူမကိုများစွာတင်ကြပေးနိုင်ပါတယ်မင်းရဲ့အိမ်မက်ကိုအကောင့်ထဲပေါ်ဖို့မင်းလုပ်ငန်းကကဘာပေါ်မှာအကောင်းဆုံးဖြစ်နေဖို့ကြီးကျယ်ခမ်းနားနေဖို့မလိုပါဘူးလို့အန်ကဆိုပါတယ်လူစေးရောက်မှ9ယောက်ကသူတို့ကလေးဘဝတုန်းကမိဘစီကအချစ်ခင်ရဖို့အတွက်ရှင်ပြိုင်ကြိုးစားဟန်တရုပ်ပြဖို့လိုအပ်တယ်လို့ခံစားနေရပါတယ်အများစုအတွက်တော့ဒီပုံစံကအရွယ်ရောက်တဲ့အထိကျန်ရှိနေပါတယ်ဆိုရင်ကြောက်ကြမှုတွေပူပန်တော့ကတွေနဲ့စိတ်ပျက်စရာတွေကိုကြုံတွေ့ရရင်တောင်
သူတို့ရဲ့ချေရသူတွေစီကအတိမပြုခင်ရဖို့အလုပ်ကိုဆက်လက်ပြီးအတင်းကြိုးစားတကြပါတယ်။ငါစစ်လေအောင်မြင်မှုအတွက်လှုပ်ဆောင်ခြင်းစိတ်တူဝအောင်လုပ်ပါအလိုဆန္ဒဆိုတာကလူသားတွေရဲ့တိတာထင်ရှားတဲ့ဝိသေသလက္ခဏာတစ်ခုပဲဖြစ်ပါတယ်။ဒါကိုဖန်တီးဖို့ကျွန်တော်တို့ဘာမှအထူးတလဲလုပ်ဖို့မလိုပါဘူး။ကျွန်တော်တို့စီမှာရှိနေပြီးသားပါ။ကျွန်တော်တို့ဆက်လက်ရှင်သန်လာစေဖို့အလိုဆန္ဒတွေကဥစွာဖြစ်တည်လာရတာပါအလိုဆန္ဒတွေနဲ့စိတ်ဓာတ်တကြွမှုတွေကတိတာထင်ရှားတဲ့အတွက်ကြောင့်သူတို့တည်ရှိမှုနဲ့ပတ်သက်ပြီးကျွန်တော်တို့ရဲ့အသိဉာဏ်အုံနောက်ကကြိုတည်ပြီးသားပါအလိုဆန္ဒကိုဘယ်လိုဖြစ်အောင်လုပ်ရမလဲအစာမစားခင်ဖန်ခွက်ကြီးကြီးနဲ့ရေနှစ်ခွက်လောက်တောက်လိုက်ရင်အစာစားခြင်းစိတ်ရောကျသွားပါလိမ့်မယ်ဒီလိုနေလန်းနဲ့ပဲကျွန်တော်တို့ကိုအောင်မြင်ဖို့အတွက်အလိုဆန္ဒတွေကိုမွေးမြူနိုင်တယ်လို့တလဲတပြစ်နိုင်ပါတယ်။မင်းကအလက်ကူတဲ့ဘဝလေးကိုစောင့်စားရင်ဒါမှမဟုတ်ဖြစ်မလာသေးတဲ့အန္တရာယ်ကိုစိုးရင်ပူပန်ရင်းနဲ့ပဲအချိန်တွေကိုကိုဆုံးစီမယ်ဆိုရင်အောင်မြင်ဖို့မင်းရဲ့စိတ်ဓာတ်တကြွမှုရောကျသွားစေနိုင်ပါတယ်။ပုံမိုးစိတ်ဓာတ်တကြွစေဖို့အတွက်မင်းကအမှန်တကယ်အာရုံစိုက်လှုပ်ဆောင်ခြင်းတဲ့အရာကိုပဲလှုပ်ဆောင်ပါ။အတွင်းစိတ်ကိုမင်းရဲ့ဥဆောင်မှုအတိုင်းလိုက်နာဖို့နှိုးဆော်ပါမင်းပိုစိတ်ဓာတ်တကြွလေးလေးအောင်မြင်မှုရဖို့ပိုလဲကူလေးလေးပါပဲကျွန်တော်ကဆရာတွေကိုစိတ်ဆိုးဒေါသထွက်စေခဲ့တဲ့ကျောင်းသားတူဖြစ်ခဲ့တယ်လို့ဟာဘကပြောပါတယ်ဆရာတွေကကျွန်တော်ကိုတော်တဲ့ကျောင်းသားတူလို့ယုံကြည်ခဲ့ကြပေမဲ့ကျွန်တော်ကဘယ်တော့မှစူးစမ်းခဲ့သူမဟုတ်ပါဘူးအထက်တန်းကျောင်းတစ်လျှောက်လုံးမှာလည်းကျွန်တော်ကပုံမှန်ကျောင်းသားတူထက်မပိုခဲ့ပါဘူးဓာတုဗေဒသမိုင်းအင်္ဂလိပ်နဲ့ကျန်တဲ့ဘာသာတွေအားလုံးမှာပေါ့ဒေတာရင်းကကောလိပ်ကိုတောင်ဝင်ခဲ့ရဖို့ခဲနေခဲ့တဲ့အပြင်စာမေးပွဲတွေမှာကုစားတီအထားကနေအမတ်ရအောင်လုပ်ရင်းနဲ့ဝင်ခဲ့ရခဲ့တာပါဒါပေမဲ့ကောလိပ်ရဲ့ပထမနှစ်ဦးပိုင်းမှာပဲအရာအားလုံးစပြောင်းလဲလာပါတယ်ကျွန်တော်အဲ့ဒီနေ့ကခန်းစားချက်လေးကိုအခုထိမမိပါသေးတယ်ဘာလို့လဲဆိုတော့ဒါကအရင်အောင်ဖို့ကောင်းတယ်လေတမိုင်းအတန်းအတွက်စာအုပ်တအုပ်ဖတ်ဖို့ကျွန်တော်ထိုင်နေခဲ့တယ်အဲ့ဒီစာအုပ်ဖတ်ရတာကိုသဘောကျတယ်ဆိုတာကိုတီးသွားခဲ့တယ်ဒီစာအုပ်ကိုဖတ်ဖို့ဆက်ပြီးကိုယ်တိုင်ရင်းနှီးမြှုပ်နှံမှုတွေအလိုလိုလုပ်လာမိရောလေအခုတော့ဟာဘကတမိုင်းမိကြမှာဂုံတူးနဲ့ပွဲရပြီးတော့ပမောက္ခတယောက်ဖြစ်လာပါပြီကျွန်တော်သဘောကျတဲ့ဘာသာရေးတစ်ခုကိုတွေ့တဲ့အချိန်မှာကျွန်တော်ကမတူညီတဲ့ကျောင်းသားတူဖြစ်ခဲ့ပါတယ်စိတ်ဝင်စားတဲ့စိတ်တွေတည်ကျင်စိတ်တွေနဲ့လေးလာခြင်းစိတ်တွေကမတားဆီးနိုင်လောက်အောင်စိတ်ဓာတ်တကြွစေပြီးကြိုးစားစေခဲ့တာပါကာလကြာရှည်စိတ်ဓာတ်တကြွသူတွေကိုလေးလာကြည့်တဲ့အခါသူတို့စိတ်ဝင်စားတဲ့တမွေးဝမ်းကျောင်းလုပ်ငန်းအပေါ်မူတည်ပြီးစိတ်တကြွမှုလိုတာရော့တာတွေ58%အထိဖြစ်နိုင်ပါတယ်တဲ့55တခြားလူတွေနဲ့မင်းရဲ့ကွာခြားမှုကိုသိချသတိထားညနေခင်းသတင်းကိုဖွင့်ကြည့်လိုက်တော့ကြောက်စရာတွေစိတ်တရားတွေပြည့်နေတဲ့မြင်ကွင်းကိုတွေ့မြင်ရတော့မှာပါလုပ်ငန်းအစီအစဉ်တွေကိုဖတ်ကြည့်လိုက်ပါဘယ်ဒေတာခံကုမ္ပဏီကစီးပွားရေးထိုးစင်းကြနေလဲဆိုတော့ကိုတွေ့ရမှာပါကျွန်တော်တို့ရဲ့ရှုထောင့်အမြင်တွေကဒီလိုအာရုံစိုက်ခဲ့ရတဲ့အဖြစ်အပျက်တွေနဲ့ပုံစံတွေခံထားရတာပါသတင်းတွေဒီနေ့မှာတာယာတဲ့နေလေးဖြစ်ပြီးပြောစီရမိသားစုစီကိုပြန်လာကြသူတွေအကြောင်းပြောမထားပါဘူးသတင်းတွေကကောင်းမွန်စွာတိုးတက်နေတဲ့ကုမ္ပဏီတွေရဲ့ဆက်လက်တည်ရှိမှုကိုလည်းဖော်မပြပါဘူးဒါကြောင့်မင်းရဲ့သဘောထားအမြင်တွေကိုကဘာကောကမကောင်းတဲ့အမြင်တွေမလန်းမိုးပါစေနဲ့နယူးဂျာစီနည်းပညာတက္ကသိုလ်ကယူပဗေဒဆိုင်ရာဘာမောက္ခတူဖြစ်တဲ့အန်တိုနီကစကန်ထက်အစာပေါင်းများစွာပုံမြန်တဲ့လေးစားနည်းပညာဆိုင်ရာတွေအတွက်အလုပ်လုပ်နေသူပါသူကစီးပွားရေးကျတဲ့တဲ့မိသားစုကသားတူဖြစ်ပြီးသူ့အဖေကအရင်မောင်းတူပါသူသိတဲ့လူတိုင်းကလည်းအသုံးစရိတ်ကိုကမိဖို့ဘေးဘိုးတွေအတီးချင်းနိုင်ဖို့စ조사ရုန်းကန်နေသူတွေကြီးပါပဲ
ဒါပေမဲ့အန်တိုနီကအထက်တန်းကျောင်းကနေကောလိပ်နောက်ဆုံးဝယ်ရတဲ့အထိသူလဲကျောင်းကိုသူမြင်ခဲ့ပါတယ်သူကိုသူအတွက်သာမကအခုဆိုရင်မျိုးဆက်သစ်ယူပဗေဒပညာရှင်တွေအတွက်ပါအလုပ်လုပ်နေပါပြီလူငယ်အများစုကသိပ္ပံဆိုင်ရာအကြောင်းအရာတွေရေးသားလိုကြပေမဲ့ကျောင်းသားတွေကိုနမူနာတစ်ခုခုမပြဘူးဆိုရင်သူတို့ကသိပ္ပံပညာအတမွေးဝမ်းလန်းကျောင်းအလုပ်ကိုစိတ်ကူးရင်ကြမှာမဟုတ်ပါဘူးသူတို့ပပတ်လည်မှာလက်လျှော့သူတွေများလာတဲ့အတွက်ကြောင့်လည်းဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်ကိုယုံကြည်ပေးပြီးတော့ကျွန်တော်လုံနိုင်တယ်ဆိုတာကိုမြင်အောင်လာအောင်ကူညီပေးခဲ့သူတွေကြောင့်တာမဟုတ်ရင်အခုရောက်နေတဲ့နေရာကိုရောက်လာခဲ့မှာမဟုတ်ဘူးလို့သူကရှင်းပြပါတယ်ဒါကြောင့်လဲကျွန်တော်ကဒီနေရာမှာကျွန်တော်တို့လုပ်နေတဲ့အရာတွေကိုနောက်မျိုးဆက်တွေကိုမပြသပဲထိုင်နေမှာမဟုတ်ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့လုပ်နေတာတွေကအနာဂတ်ကိုပုံသွင်းနိုင်တယ်လေလာဆန်းစစ်မှုတွေအရာလူတွေကကိုမျိုးဆက်ရဲ့အနာဂတ်ထက်ကိုအနာဂတ်ကိုပဲခုနစပို့ပြီးတော့အကောင်းမြင်တတ်ကြပါတဲ့56အလုံးနဲ့မိသားစုဘဝညီမျှပါစေမင်းကရဲ့အစိအပိုင်း69.9%ကအကောင်းမွန်နေတယ်ဆိုရင်တောင်ကားတာယာပြားတာတို့ဘက်ထရီဒေတာတို့လို0.1%လောက်လေးပစ္စည်းနေုံနဲ့မင်းရဲ့ကားကိုအသုံးပြုလို့မရနိုင်တော့ပါဘူးမင်းရဲ့အရာတော်တော်များများကအဆင်ပြေနေပြီးစိတ်ကြည်နဲ့စရာကောင်းနေပေမဲ့အရေးကြီးတဲ့အစိပ်ပိုင်းလေးတစ်ခုကအလုပ်ကောင်းကောင်းမလုပ်ဘူးဆိုရင်မင်းခံစားချက်ပြေဝတယ်လို့ခံစားရမှာမဟုတ်ပါဘူးအောင်မြင်တဲ့ဘဝနေထိုင်မှုဆိုတာကလုပ်ငန်းခွင်မှာအောင်မြင်နေုံနဲ့တင်မရပါဘူးအိမ်မှာပါအောင်မြင်ရမှာဖြစ်ပါတယ်အဝင်နဲ့ပကီတို့ကဘဝလက်တွဲပေါ်တွေဖြစ်ရုံသာမကပဲလုပ်ငန်းခွင်မှာပါအလုပ်အတူတွဲလုပ်ကြသူတွေပါကယ်လီဖိုးနီးယားကဒီဇနီးမောင်နှံဟာလက်ထက်တာ3နှစ်ကြာပြီးချိန်မှာအလုပ်အတူတွဲလုပ်ဖို့ဆုံးဖြတ်ခဲ့ကြတာပါသူတို့အလုပ်ကကုမ္ပဏီတွေမှာတန်ရှင်းရေးဝန်ဆောင်မှုပေးတာပါဇနီးမောင်နှံနှစ်ဦးအလုပ်အတူတွဲလုပ်ကြတာကသူတို့တွေအတွက်စိတ်ကူးရင်အိမ်မက်တွေအကုန်အကောင့်ထဲပေါ်လာတာလားတကယ်တမ်းမှာတော့အဲ့လိုဖြစ်ခဲ့ပါတယ်အလုံးအတွက်မတူညီတဲ့စိတ်ကူးအကြံဉာဏ်တွေရှိကြတဲ့အတွက်ဒီလိုမျိုးအလုံးအတူလုပ်တာကအစာပိုင်းမှာတော့တကယ်ကိုခက်ခဲပါတယ်လို့ဗီကီကရှင်းပြပါတယ်ကျမတို့နှစ်ယောက်စလုံးအလုံးမှကျွမ်းကျင်ပြီးညံကောင်းကြသူတွေလေပြီးတော့အလုပ်အကြောင်းတွေကိုစီးကြော်ပြီးANT အလုပ်တွေယူလာခဲ့မိတယ်ဒီတော့အလုံးမှသဘောထားအမြင်ကွဲလဲတာတွေအတွက်ညှင်းခုန်ရတာတွေကအိမ်ကိုအမြဲပါလာတာပေါ့ကျွန်တော်လေးရဲ့မတူညီတဲ့ကဘာနှစ်ခုဖြစ်တဲ့လုပ်ငန်းခွင်နဲ့မိသားစုဘဝလေးကိုဟန်ချက်ညီအောင်စူးစမ်းဖို့အချိန်တွေကိုဘယ်လိုခွဲဝေမလဲဆိုတာနားလည်လိုက်ပါတယ်ကျမတို့ရဲ့ကိုယ်ပိုင်ဘဝလေးကိုဘယ်လိုတည်ဆောက်မလဲဆိုတာတည်ယူနိုင်ခဲ့ပါတယ်တရက်တာရဲ့အဆုံးမှာတငယ်ချင်းတွေနဲ့ဘယ်လိုနေထိုင်ကြမလဲဆိုတာတွေရောပေါ့ကျမတို့ကအိမ်မှာဒါမှမဟုတ်အားလည်းရတွေမှာဒါမှမဟုတ်တငယ်ချင်းတွေနဲ့အတူတူရှိနေချိန်တွေမှာလုပ်ငန်းအကြောင်းတွေကိုမပြောကြတော့ပါဘူးလို့ဗီကီကပြောပါတယ်အဒဝင်းနဲ့ဗီကီတို့ကသူတို့ရဲ့စီးပွားရေးလုပ်ငန်းမှာအောင်မြင်မှုရခဲ့တယ်လို့ပြည့်ရွှင်တဲ့မိသားစုဘဝလေးကိုလည်းပိုင်ဆိုင်ထားကြပါတယ်အလုံးနဲ့မိသားစုဘဝကိုအခြေတည်တခွဲထားတာကကျွန်တော်တို့ကိုနှစ်ခုစလုံးမှာအောင်မြင်အောင်လမ်းပြပေးခဲ့တာပါအလုံးမှာအောင်မြင်ကြသူတွေကသူတို့ရဲ့မိသားစုဘဝမှာလည်းပျော်ရွှင်အေးချမ်းမှုပုံမရရှိကြပါတယ်ဘာလို့လဲဆိုတော့အလုံးအတွက်ကုံဆုံးရမယ့်သူတို့အချိန်တွေကိုတွေးပြီးခံစားရတဲ့အတွက်ကြောင့်မိသားစုအပေါ်အချိန်ပေးတဲ့အခါပြည့်စုံအောင်စူးစမ်းပေးကြပြီးဂရီကဝတ်တွေကိုအလေးထားတဲ့ကြလို့ပါတယ်59မရှုံးနိုင်ဘူးတဲ့အောင်မြင်သူဆိုတာမရှိအောင်မြင်မှုလမ်းကြောင်းမှာတခါတလေတစုံတစ်ယောက်နဲ့ရှင်ပြန်ရမယ့်အခြေအနေတွေကြုံရမှာပါမင်းရဲ့အောင်မြင်မှုကြောင့်တခြားသူတွေကမင်းကိုသူတို့ရဲ့ပြိုင်ဘက်လို့သဘောထားစေမှာပါဒါအပြင်မင်းရဲ့စွမ်းဆောင်ရည်အပေါ်မှာမနာလိုမှုတွေနဲ့တော့ပြန်လာတာမျိုးကိုလည်းကြုံရမှာပါ
မင်းရဲ့အောင်မြင်မှုကတခါတည်းမှာမင်းကိုနာကျင်စရာတွေကိုလည်းခံစားရစေမှာပါဒါပေမဲ့မင်းအပေါ်မှာကိုရေးကိုယ်တာတိုက်ခိုက်မှုမဟုတ်ဘူးဆိုတာကိုသိထားရပါမယ်နှစ်တိုင်းကျမကလေးပေးဆက်နာလေးမှာစကားပြောရင်းအချိန်ကုန်ဆုံးတာမျိုးမရှိသလောက်ပါပဲလို့ရှီလာကပြောပါတယ်မင်းကပုံမြင်မားတဲ့နေရာမှာရောက်နေတယ်ဆိုရင်မင်းကိုလှုပ်ဖော်ကိုင်ဘက်တွေကတိုးတက်လာသူတူအဖြစ်မတတ်မှတ်ပဲရန်သူတယောက်လို့စတင်တွေးလာကြတာမျိုးလည်းရှိတတ်ပါတယ်ရှီလာကငွေကြေးပိုင်းဝန်ဆောင်မှုကုမ္ပဏီမှာယာရုတိုးအောင်စူးစမ်းရုန်းကန်နေသူတူပါမင်းလို့ယာရုတိုးဖို့စူးစမ်းနေတဲ့တစ်ချိန်တည်းမှာပဲလှုပ်ဖော်ကိုင်ဘက်တွေမင်းကိုသဘောကျလာအောင်ထိုင်ပြီးဆူတောင်းနေလို့မရပါဘူးလို့သူမကပြောပါတယ်ဒီအတွက်ကျမဖေပြီးခဲ့တဲ့အကောင်ဆုံးကြင်ညံကတော့လူတိုင်းကိုလေးလေးစားစားဆက်ဆက်မှာလူတိုင်းကိုအထက်အောက်ဝန်ထမ်းပုံစံနဲ့မဆက်ဆက်မှာနဲ့တပြေးပြေးနဲ့ဒီလေးစားမှုကမင်းစီကိုပြန်ရောက်လာပါလိမ့်မယ်တဲ့ကျမဖေရဲ့အကြံပေးချက်အတိုင်းလိုက်နာခဲ့လို့ကျမဖေ45နှစ်တာစူးစမ်းခဲ့ရတဲ့အောင်မြင်မှုတက်ပေါ်တာကိုကျမစေစုနှစ်တစ်ခုအတွင်းအနိုင်ယူနိုင်ခဲ့ပါတယ်စစ်တမ်းတွေအရမန်နေဂျာ10ယောက်မှာ6ယောက်ကသူတို့ရဲ့လုပ်ဖော်ကိုင်ဘက်တွေလို့သူတို့ကယာရုမတိုးတာကြောင့်ခင်မင်မှုတန်ရောစဉ်ပစ်တောက်ခဲ့ကြတယ်လို့ဆိုပါတယ်58အလေးပဲနှစ်ခွဖြစ်နိုင်တယ်ဟာတာမျိုးမပြောတဲ့ဟာတာတွေဆိုတာကလူတွေရဲ့အာရုံစူးစိုက်မှုကိုရစေပြီးခင်မင်မှုအစာပြုတ်ဖို့လည်းကူစေပါတယ်ဒါပေမဲ့အကောင်းမြင်တဲ့ဟာတာတွေပြောတာနဲ့တယောပြီးရည်တဲ့ပြောတာကလုံးဝမတူညီပါဘူးတယောရဲဆိုတာကမိတ်ဆုံစားပွဲမှာဝမ်းခွဲမပြောတဲ့အကြောင်းအရာမျိုးတွေပါလူကိုဖြစ်စေအပြုတ်မှုကိုဖြစ်စေအတွေးခေါ်အယူအဆကိုဖြစ်စေရည်ရည်ချက်ရှိရှိတိုက်ခိုက်မှုတွေပါကောင်းမွန်တဲ့ဟာတာတွေဆိုတာကအသေးအဖွဲကလေးတွေကနေစားနောက်ခြင်းမှာဒီဟာတာတွေမှာပြည့်မဲ့တစ်ခုရှိနေတယ်ဆိုရင်ဒါကဟာတာပြောသူကိုပါပဲလုပ်ငန်းခွင်မှာရည်ရွယ်ချက်ရှင်းလင်းတဲ့ကောင်းမွန်တဲ့ဟာတာတွေကိုဒါလက်လက်စွာအသုံးပြုပါရည်ရွယ်ချက်ရှိရှိမရှိရှိဘယ်သူကမှမတည်ရောပါနဲ့လူဝက်ကဒေါ်လာတန်းချီတဲ့ကွန်ပျူတာအရောင်းကုမ္ပဏီတစ်ခုကိုတည်ထောင်ထားသူပါသူကလုပ်ငန်းကိုတစ်ချိန်လုံးအောင်မြင်အောင်စူးစမ်းနေရချိန်မှာအမြဲတမ်းအပြုသဘောဆောင်ပြီးပဲတွေ့တော့ပါတယ်ကျွန်တော်တို့တွေပျော်ရွှင်နေမှအလုပ်ကိုကောင်းကောင်းလုပ်နိုင်မှာပါကျွန်တော်ကအမြဲတမ်းအလုပ်လုပ်ချင်စိတ်ရှိတဲ့ဝန်ထမ်းတွေကိုပဲရှာဖွေပြီးသူတို့အလုပ်လုပ်ချင်တဲ့နေရာမှာအလုပ်လုပ်ခွင့်ရဖို့လှုံ့ဆော်ပေးပါတယ်အစည်းအဝေးမှာဖြစ်ဖြစ်မဆူရေးတာပဲဖြစ်ဖြစ်ဘယ်အလုပ်မှမဆိုအများစုကအခြေခံစည်းမျဉ်းတွေအပေါ်မှာပဲလှုံ့ဆော်ကြရပြီးပြင်းစရာကောင်းလာပါတယ်မင်းကပြင်းစရာကောင်းတဲ့အလုပ်တစ်ခုခုကိုထပ်တလဲလဲလုပ်ရတာပို့ပြီးတော့ပြင်မှုကောင်းပါတယ်ဒါကြောင့်ကျွန်တော်တို့ကသူညီတဲ့အလုပ်တွေကိုလုပ်တော့မယ်ဆိုရင်အကောင်းဆုံးနည်းလမ်းကသူတို့အလုပ်ကိုပျော်ပျော်ရွှင်ရွှင်လုပ်နိုင်စေဖို့သူတို့ကိုစိတ်ရွှင်လန်းပျော်ရွှင်အောင်အရင်လုပ်ဖို့ပါပဲသူတို့လုပ်တဲ့အလုပ်ကိုလုပ်ချင်စိတ်ရှိနေဖို့လိုအပ်ပြီးသူတို့လုပ်တဲ့အလုပ်မှာပျော်စရာနည်းနည်းလောက်ရှိနေဖို့လဲလိုပါတယ်လို့လူဝိကပြောပါတယ်အပြည့်သဘောဆောင်တဲ့တယောတာတွေလုပ်ငန်းခွင်မှာအသုံးပြုတဲ့အခါဒီလိုတယောတတ်တဲ့အကျင့်စိုးကရုံအတွင်းမှာအလွယ်တကူကူးစက်ပြည့်နေသွားနိုင်ပါတယ်အပြည့်သဘောဆောင်တဲ့ဟာသားတွေကိုလုပ်ငန်းခွင်မှာအသုံးပြုတဲ့အခါအလုပ်အပေါ်စိတ်ကျဉ်နှံမှု900ခန့်လုံးပိုတိုးတက်စေပါတယ်တဲ့59အရာအလုံးကိုမလိုချင်နဲ့ဘဝရေးရာနဲ့ပတ်သက်တဲ့ကိစ္စအများစုကိုကျွန်တော်တို့ကပြန်ပွဲတစ်ခုအနေနဲ့သာမြင်အောင်မိကြပါတယ်ဘယ်သူကရာထူးတိုးသွားတယ်လဲဘယ်သူကလစာအများဆုံးရလာတယ်လဲဘယ်သူမှနောက်ဆုံးဘောကားတစ်စီးရှိနေလဲစသဖြင့်ပေါ့ဒီຢာတွေကကျွန်တော်တို့ရဲ့ဘေးပပတ်လေးလေးမှာကျင်လည်နေတဲ့လူတိုင်းနဲ့ပြန်ပွဲတစ်ခုလိုဖြစ်နေပါတယ်ဒါပေမဲ့အောင်မြင်မှုအတွက်ဒီຢာတွေအလုံးကိုကျွန်တော်တို့ရဖို့မလိုအပ်ပါဘူးကျ
ကျွန်တော်တို့လိုအပ်တာကကျွန်တော်တို့ရဲ့ဘဝအတွက်အမေတကယ်လိုအပ်မဲ့အရာတွေကိုပါပဲဘာလို့လဲဆိုတော့တချို့သူတွေကထိတ်ဆုံးကိုရောက်ချင်ကြပေမဲ့တချို့ကတော့အများဆုံးကိုရချင်ကြပါတယ်ဘဝအောင်မြင်မှုဆိုတာကအရာအလုံးကိုရအောင်လုပ်နိုင်တာမဟုတ်ပါဘူးဘဝမှာအရာအလုံးကိုရအောင်ယူဖို့ကလည်းမဖြစ်နိုင်ပါဘူးအရာအလုံးကိုမင်းရအောင်ယူနိုင်မယ်ဆိုရင်တောင်မင်းကပြောရှိနေသူဖြစ်ချင်မှဖြစ်မှာပါအောင်မြင်မှုဆိုတာကမင်းလိုအပ်တဲ့အရာကိုရအောင်လုပ်နိုင်တာပါပဲအောင်မြင်မှုကိုတက်တာတစ်လုံးနဲ့ဖြစ်တဲ့တလိုမျိုးတကြည့်လိုက်ပါမင်းကတက်တာကိုဖြည့်ဖို့ပို့လို့စူးစမ်းမလုပ်တာမဟုတ်ပဲပို့သိငယ်တဲ့တက်တာလေးကိုရွေးချယ်ရုံနဲ့မြင်အလုပ်ပြီးမြောက်မသွားနိုင်ပါမြင်အလုပ်ပြီးမြောက်သွားနိုင်ပါတယ်ဘကီကသူမမှာအလုပ်အကိုင်းတစ်ခုခင်မုန်းတယောက်နဲ့ကလေးနှစ်ယောက်ရှိတဲ့တာမအိမ်အောင်ရှင်မတူဖြစ်ပါတယ်ကျမရဲ့အကြောင်းကကျမကြည့်ခဲ့ဘူးတဲ့ဇလန်းတွဲလိုပါပဲလှုပ်ရှားတွေအများများပြီးတော့ဒါကိုလုပ်ဖို့အချိန်နည်းနည်းလေးပဲရှိတဲ့လူတစ်ယောက်လိုပါပဲဘဝမှာအလင်းမလိုပဲသူ့ရှင်လေးနဲ့သူနေထိုင်နိုင်ဖို့အဓိကတော့ချက်ကပါတယ်တကယ်ကိုအရေးကြီးဆုံးလဲဆိုတာကိုနားလည်ဖို့ပဲဆိုတာကိုဘကီကသဘောပေါက်သွားခဲ့ပါတယ်တချို့အရာတွေကိုလုံရင်ကျမရဲ့အချိန်တွေအများကြီးကုန်ဆုံးခဲ့မိတယ်ဘာလို့လဲဆိုတော့သူတို့ကိုလိုအပ်လို့လုပ်တာမဟုတ်ပဲလုပ်ရမယ်ထင်လို့လုပ်နေခဲ့မိလို့လေဘာလို့အချိန်မလောက်တဲ့အခြေအနေကနေရုံထွက်ဖို့အတွက်ကျမကအရာအလုံးနောက်လိုက်နေတာကိုရပ်တန့်လိုက်ပါတယ်အရာအလုံးကိုလုပ်နေရင်းနဲ့အချိန်လေးကိုဆုံးနေမယ်ဆိုရင်အရေးမပါတဲ့အရာတွေကိုလုပ်ရင်းနဲ့အရေးပါတဲ့အရာတွေကိုနောက်ကျန်ရေးစီခဲ့မိသလိုဖြစ်စေနိုင်လို့လေအောင်မြင်မှုဆိုတာအဆုံးမရှိတဲ့စကြဝဠာတစ်ခုမဟုတ်ပါဘူးလုပ်ငန်းခွင်အတွင်းအလုပ်တူတဲ့အောင်မြင်သူတွေကိုလေ့လာကြည့်ရမှာသူတို့ကိုသူတို့စိတ်ကျဉ်တတ်မှုရှိခြင်းကတာအောင်မြင်မှုစုခုနိုင်တဲ့ခံစားချက်ကိုမဆန်းနိုင်တာဖြစ်ပါတယ်ကိုယ်တိုင်စိတ်ကျဉ်တတ်မှုမရှိသူတွေကသူတို့ကိုသူတို့တာမန်တာမှမဟုတ်ကြာရှုံးသူအဖြစ်သာမှတ်ယူကြပါတယ်60တန်ဖိုးအစစ်မှန်ကိုရှာဖွေကျွန်တော်တို့လူတွေကိုပထမဆုံးတွေ့ချိန်မှာစိတ်ထဲကနေအဲ့ဒီလူကိုဝေဖန်အကဲဖြတ်မိနေတတ်ပါတယ်သူတို့ရဲ့စွမ်းဆောင်ရည်နဲ့တာဝန်ယူမှုတွေအပေါ်မှာအကဲဖြတ်ပြီးချက်ချင်းကောက်ချက်ချတတ်ကြပါတယ်ကံမကောင်းစွာနဲ့ကျွန်တော်တို့ကရလက်တွေကိုအလင်းစလို့ကြည့်ပြီးဘယ်တော့မှပြန်လည်သုံးသပ်ခြင်းမရှိကြပါဘူးပြောရမယ်ဆိုရင်ကျွန်တော်တို့ကအပေါ်ယံချက်လက်တွေကိုကြည်ပြီးသတ်မှတ်ထားတဲ့အရာတွေကြောင့်လူတွေရဲ့အရေးအချင်းတွေကိုသတိမထားမိတတ်ကြပါဘူးတခုခုဝယ်တဲ့အခါမှာလူအများစုသတိမထားမိတဲ့တန်ဖိုးကိုရှာဖွေရမယ်ဆိုတာသိကြပါတယ်ဒါပေမဲ့မင်းပေးပတ်လေကလူတွေကြားမှာလည်းသူတို့တန်ဖိုးကိုသတိမထားမိတာမျိုးလည်းဖြစ်တတ်ပါတယ်နေပေါင်းများစွာကြာခဲ့ပေမဲ့ဂျိန်းကသူမကိုထုတ်ကုန်တွေကိုရေတွက်ခိုင်းတာထပ်ပို့ပြီးပိုစင်ခေါ်မှုရှိတဲ့အလုပ်တစ်ခုခုကိုလုပ်ခိုင်းဖို့မျှော်လင့်နေပါတယ်သူအလုပ်ကအလောက်ကုန်ထုတ်လုပ်မှုမှာညီညီစီတန်းထားတဲ့လိုင်းတွေကိုကြီးကြပ်ပေးရတာဖြစ်ပါတယ်အချိန်တိုင်းသူမကဒီလိုင်းတစ်ခုချင်းစီရဲ့ထုတ်လုပ်မှုအဆင့်တွေကိုမှတ်သားပြီးမန်နေဂျာစီကိုသတင်းပို့ရပါတယ်ဂျိန်းကထုတ်ကန်တွေကိုရေးတွက်တယ်ရေးတွက်ပြီးပြန်ကိုက်ညီအောင်လုပ်ပေးပြီးတော့ထပ်ရေးတွက်ရတယ်ဘာကြောင့်ဒီလိုင်းတွေကနှိမ့်လိုက်မြန်လိုက်ဖြစ်ရတာလဲဆိုတာသူမကိုဘယ်သူကမှမမေးခဲ့ကြပါဘူးဒါကသူမရဲ့အလုပ်မဟုတ်ဘူးလေသူမအလုပ်ကအရေးအတွက်ရေးတဲ့ယုံလေးပဲလေ9နှစ်ကြော်ကြပြီးတဲ့နောက်မှာဂျိန်းကလိုင်းတွေရဲ့နှုံထားတွေအပေါ်တက်ရောက်စေတဲ့အကြောင်းရင်းတွေကိုစည်ရင်းမလားထားခဲ့ပါတယ်ဘယ်သူမှသိပြီးအာရုံမဆိုင်တဲ့သူတိထားတဲ့အချက်တွေကိုလည်းစည်ရင်းမသားထားပါတယ်ရေဒီယိုစနစ်ပေါ်မှာအတန်းကအရန်တိုးလွန်းနေရင်အလုပ်သမားတွေကတယောက်နဲ့တယောက်စကား
အလုပ်သမားတွေကတရားနဲ့တရားစကားပို့ပြောရတဲ့အတွက်ကြောင့်သူတို့ရဲ့နှုံထားကိုနှိကွေးစေတာပါအထွေထွေမန်နေဂျာကသူမကိုအရာအလုံးအခြေအနေဘလို့လဲလို့ပုံမှန်အတိုင်းတခုံးမေးလိုက်ပါတယ်တာမန်တုပြမှုတစ်ခုကိုပဲမျှော်လင့်ထားချိန်မှာသူမကထုတ်လုပ်မှုက200ခိုင်နှုန်းရကျသွားပြီးဒီလိုဖြစ်စေတဲ့အကြောင်းရင်း3ခုကိုပါစီရင်တင်ပြလိုက်တဲ့အခါမှာမန်နေဂျာကအံ့ဩလွန်းလို့လဲကျလို့နေပါတောင်ဖြစ်သွားခဲ့ပါတယ်နောက်ဆုံးတော့ဂျိန်းကသူမရဲ့နှစ်ပေါင်းများစွာလှုပ်ဆောင်ခဲ့တဲ့လေးလာဆောင်ကြည့်မှုများစွာကိုအသုံးပြုနိုင်မယ်အလုပ်တစ်ခုယာရုတိုးချီမြောက်ခံရပါပြီတခြားလူတွေမှာရှိတဲ့အရည်ချင်းတွေကိုအကဲဖြတ်နိုင်စွမ်းကတင်မိုးကြီးတဲ့ကျွမ်းကျင်မှုတစ်ခုဖြစ်ပါတယ်အောင်မြင်တဲ့လုပ်ငန်းရှင်61ရာခိုင်နှုန်းရဲ့အဓိကအာသာချက်ကဝန်ထမ်းတွေကိုတက်ကြွလှုပ်ရှားလာအောင်ဆောင်ရွက်ပေးခြင်းစိတ်ပဲဖြစ်ပါတယ်အလုပ်သမားတွေကဘာတွေကိုလုပ်နိုင်လဲဆိုတာကိုသိတာနဲ့သူတို့ကအဲ့ဒီအလုပ်ကိုလုပ်နိုင်ဖို့ဘယ်လိုကူညီပေးရမလဲဆိုတာကို61စိတ်သက်တကြွမှုကိုတွေ့နိုင်တဲ့နေရာတိုင်းကရှာကရိုးဆိုင်တဲ့သူတွေကသူတို့လုပ်တဲ့ဘယ်လောက်ကိုမဆိုတေချလုပ်ကြပါတယ်။ဘာကြောင့်သူတို့ကလူတွေကိုကရိုးတစိုက်လုပ်ကြတာလဲ။ဘာကသူတို့ကိုစိတ်သက်တကြွစေတာလဲ။အပြေကမိတွေးထားနိုင်တဲ့အရာတွေအလုံးနီးပါးပါပဲ။တချို့လူတွေကသူတို့ရှည်ပြိုင်လို့စိတ်ပြင်းထန်မှုတွေကြောင့်ယူသွကြတယ်။တချို့ကအသေးအမှတ်ပြုခံရမှုတွေသဘောကျစရာတွေရဖို့အတွက်ယူသွကြတယ်။တချို့ကသူတို့မိသားစုအတွက်အောင်မြင်မှုရဖို့ယူသွကြတယ်။တချို့ကသူတို့မိသားစုကိုပြသဖို့အောင်မြင်ကြတယ်။ဒီလိုမျိုးယူသွမှုတွေဖြစ်လာအောင်မိကိုမင်းစိတ်ခွန်အားရလာစေဖို့မင်းတကယ်ကိုအယူဆိုင်တဲ့အရာကိုအသုံးချရပါမယ်။အသက်90အရွယ်လော်နာကိုသူမရဲ့ဆရာဝန်ကလေ့ကျင့်ခန်းပုံမှန်လုပ်ဖို့လိုအပ်တယ်လို့ပြောတော့ကသူမကပရိဘောကရွှေ့တဲ့သူတစ်ယောက်ဖြစ်လာတာမှကောင်းမယ်လို့ပြန်ပြောခဲ့ပါတယ်။လေ့ကျင့်ခန်းလုပ်ရတာကသူမကိုယူလောက်တဲ့အထိပြင်းရစေတာပါ။လော်နာကိုလည်းလေ့ကျင့်ခန်းလုပ်ခိုင်းဖို့ဘယ်လိုမှတိုက်တင်လို့မဖြစ်နိုင်ဘူးဆိုတာကိုသူမရဲ့ဆရာဝန်ကသဘောပေါက်သွားပြီးသူမကိုဝီကွန်ဆင်တက္ကသိုလ်မှာတပတ်3ချိန်လေ့ကျင့်ခန်းအတူတူလုပ်ကြတဲ့အမျိုးသမီးအဖွဲ့မှာပါဝင်နိုင်ဖို့ကူညီပေးခဲ့ပါတယ်။လော်နာကကိုလည်းလေ့ကျင့်ခန်းလုပ်ရတာကိုသဘောကျသူတူမဟုတ်ပေမဲ့သူမရဲ့ခံယူချက်ကိုစတင်ပြောင်းလဲစေခဲ့တာကအုပ်စုတွေကအသက်50အရွယ်တခြားအမျိုးသမီးတွေပဲဖြစ်ပါတယ်။ဒီအမျိုးသမီးတွေကကျမကိုလေ့ကျင့်ခန်းလုပ်ခြင်းရဲ့ကောင်းကျိုးတွေကိုမြင်သာစေပါတယ်။သူတို့ကကျမတွေ့ဘူးသမျှတွေကအသက်ရအလားပါဆုံးမျိုးသမီးတွေပါ။သူတို့ကစိတ်နစ်ပြီးလေ့ကျင့်ခန်းလုပ်ကြတယ်လေ။အချိန်တည်းကြာလာတော့လေ့ကျင့်ခန်းလုပ်ခြင်းရဲ့ဆုလက်တွေအနေနဲ့သူမရဲ့ဘဝကိုဖြစ်ရှင်မှုတွေယူဆောင်လာပေးပါတယ်။ဒီအုပ်စုနဲ့အတူတူကျမပထမဆုံးလေ့ကျင့်ခန်းစာလုပ်ခဲ့တုန်းကကြောရုံနာတဲ့ပြဿနာခံစားနေရပါတယ်။ပြီးတော့ဒူကောင်းပေါ်မှာလေစာခွဲစိတ်မှုလုပ်ခဲ့ရတယ်။နာကျင်မှုများစွာနဲ့အတူကြောသားနာကျင်မှုကိုလည်းခံစားခဲ့ရပါတယ်။ဒါပေမဲ့အခုတော့ကျမကလေးဘဝတုန်းကလိုပနဲ့ကောင်းကောင်းလှည့်ပတ်နိုင်ပါပြီ။နောက်ကျောနဲ့ကြောသားနာကျင်မှုတွေလည်းမရှိသလောက်ပြောင်းကင်းသွားပါပြီ။ဒါကအံ့အားသင့်စရာပါပဲ။ညရင်ထက်မြက်ခြင်းစွမ်းဆောင်ရည်မြင့်မားခြင်းနဲ့လဆကောင်းမွန်ခြင်းစားတဲ့အရေးကြီးတဲ့အချက်လက်တွေကိုစစ်တမ်းကောက်ယူခဲ့ရာစိတ်ဓာတ်တကြွမှုကသာလုပ်ငန်းအောင်မြင်စေဖို့အဓိကအကြဆုံးအချက်တစ်ခုဖြစ်ပါတယ်။စိတ်ဓာတ်တကြွမှုရှိဖို့ကအောင်မြင်မှုနဲ့တရားသက်ဆိုင်နေပေမဲ့စိတ်ဓာတ်တကြွဖို့လွန်စော်ပေးနိုင်တဲ့အရင်းမြစ်ကတော့တဦးနဲ့တဦးမတူညီကြပါဘူးတဲ့။60နှစ်ကျွမ်းကျင်ပညာရှင်တဦးဖြစ်ဖို့လို့နိုင်ငံတကာကလွတ်တော်အမတ်တွေဟာနေစဉ်ပြဿနာထောင်ပေါင်းများစွာကိုမဲပေးဆုံးဖြတ်ကြရပါတယ်။ပြဿနာတွေကတော့အရေးပါပြီးမရှင်းလင်းတဲ့ပြည်တွင်းပြည်ပရေးရာတွေပေါ့။
တချို့လူတွေတစ်ချိန်လုံးတွေးနေတဲ့အကြောင်းအရာတွေနဲ့တချို့လူတွေလုံးဝမတွေးမိတဲ့အကြောင်းအရာတွေလည်းပါတာပေါ့တစ်ချိန်တည်းမှာပဲအဲ့ဒီပြဿနာအကုန်လုံးကိုနိုင်နိုင်နည်းနည်းကင်တွယ်ဖြေရှင်းနိုင်အောင်သူတို့ဘယ်လိုလုပ်ကြတာပါလဲအဖြေကတော့သူတို့တွေရဲ့ကျွမ်းကျင်မှုစံအပေါ်မှာပဲမူတည်တာပါအမတ်တွေကတိကျနယ်ပယ်တစ်ခုစီမှာကျွမ်းကျင်ကြသူတွေပါမဲ့ပေးဆုံးဖြတ်ရမယ့်ပြဿနာတွေပေါ်ပေါက်လာတဲ့အခါသူတို့ကသူတို့ရဲ့ကျွမ်းကျင်မှုတွေကိုမျှဝေကြပါတယ်ကျွမ်းကျင်ပညာရှင်တူဖြစ်ရတဲ့ကောင်းကျိုးတွေကတော့တခြားသူတွေကတင်းရဲ့အတွင်းမြင်တွေကိုနားထောင်ကြတာပါပဲဘာဖြစ်လို့လဲဆိုတော့သူတို့ကအဲ့ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဘ ഹു တုဒ္ဒအနေပါနေလို့ပါတခြားနယ်ပယ်ကပြဿနာတစ်ခုခုပေါ်လာမှကျွမ်းကျင်သူတွေအချင်းချင်းတအုပ်ပေါ်တအုပ်မိခိုကြတာပါအရေးပါပြီတင်လို့ချင်းနဲ့တိတက်နယ်ပယ်တစ်ခုခုကိုရွေးချယ်လိုက်ပါပြီးတော့အဲ့ဒီနယ်ပယ်နဲ့တက်ဆိုင်တာတွေကိုတက်နိုင်သလောက်များများလေးလာပါတင်ရဲ့အကြံပေးချက်ကိုလေးစားလိုက်နာလာကြတာဟာအတင်းကိုလေးစားလာကြတာထက်ပိုကောင်းမွန်တဲ့ပြီးဒီကဘာမှာမရှိတော့ပါဘူးဖရာဝဲဘာကဘာမှမထူးခြားပြီးရှာဖွေရခက်တဲ့တခြင်းတွေကိုရောင်းချလာခဲ့တာ28နှစ်တိုင်ရှိခဲ့ပါပြီအင်တာနက်ကိုစတင်အသုံးပြုလာချိန်မှာသူစိတ်ပူလာတာကအင်တာနက်ပေါ်မှာသူ့လိုမျိုးစီးပွားတူလုံးမဲ့ပြိုင်ဘက်တွေတေချာပေါက်ရှိလာမှာကိုပါဒါကြောင့်သူကိုယ်တိုင်သူဆိုင်ကိုအင်တာနက်ပေါ်ကိုတင်ရောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်စီးပွားရေးလုပ်ငန်းကြီးတွေနဲ့ပြည်ဆိုင်မှုအတွက်သူ့မှာအရင်နည်းလည်းမရှိသလိုနောက်ခံအင်အားလည်းမရှိပါဘူးသူဆိုင်အတွက်တမှုထူးခြားပြီးပြိုင်ဘက်ကင်းတဲ့သူတချင်းပုံစံတွေကိုပေါ်လွင်အောင်အင်တာနက်စာမျက်နှာကိုသူကိုယ်တိုင်ပဲဒီဇိုင်းဆွဲပြီးစ조사ပုံဖော်ခဲ့တာပါနောက်ဆုံးပေါ်လူကြိုက်များတဲ့တချင်းခွေကိုတင်မေးပြီးတော့ဘယ်နေရာကမဆိုသွားဝင်နိုင်ပါတယ်တင်တခုမှမကြဘူးတဲ့အမိုက်ဆုံးတချင်းခွေအကြောင်းကိုလည်းတော့ဘယ်သူကလာပြောပြမှာလဲကျွန်တော်ရဲ့အင်တာနက်အယောင်းဆိုင်မှာကျွန်တော်ရေးထားတဲ့သုံးသက်ချက်တွေကိုဂီတတန်စင်အသေးကိုစာနာထောင်မဲ့သူတွေအတွက်အကျိုးရှိစေတယ်လေဒီလိုမျိုးဘယ်သူမှမလုပ်ဘူးသေးတဲ့အလုပ်ကိုကျွန်တော်စတင်လုပ်ခဲ့တာလေဖရက်ရဲ့ဆိုင်ကနှစ်စဉ်စည်းကွက်တန်ဖို့ဆရာကနှုန်းကျော်တိုးတက်နေပြီသူပရိသတ်ကလည်းနှစ်စဉ်20ရာခိုင်နှုန်းကျော်တိုးတက်လာခဲ့ပါတယ်ကိုအောင်မြင်သူလို့ယူဆထားသူ68ရာခိုင်နှုန်းကအနည်းဆုံးသူတို့အလုပ်နယ်ပယ်တစ်ခုခုမှာကျွမ်းကျင်ပညာရှင်တွေဖြစ်ကြတယ်လို့စစ်တမ်းတွေကဆိုပါတယ်63ကြာရှုံးတယ်ဆိုတာကမကြိုးစားလို့မဟုတ်ကြာရှုံးမှကိုကြောက်ရွံ့စိတ်ကစိတ်အားပြင်းလွန်းတယ်လူတွေကသူတို့ကြိုးစားလုပ်ဆောင်နေတာတွေမှာကောင်းမလုပ်နိုင်ကြတာကိုပဲတခြားသူတွေကိုမှထုတ်ပေါ်မပြောချင်ကြပါဘူးဒီကြောက်စိတ်ကမင်းရဲ့ပန်းနိုင်ကိုရောက်ဖို့အလိုကြိုးစားလုပ်ဖို့စိတ်သက်လှုပ်ဆော်ပေးနိုင်ပါတယ်ဒါပေမဲ့ဒီကြောက်စိတ်ကဘယ်တော့မှမကြိုးစားရင်ဘယ်တော့မှမကြရှုံးနိုင်ဘူးလို့မင်းကိုတတောင်းတတာတွေးနိုင်အောင်လဲလုပ်နိုင်ပါတယ်အဓိကဒီထားရမှာကမကြိုးစားမှုကဒါအဓိကကြရှုံးမှုတစ်ခုဖြစ်ပါတယ်မင်းရဲ့ပန်းနိုင်စီကိုရောက်နိုင်ဖို့လုပ်ငန်းစဉ်ကဘယ်တော့မှစတင်တာမဟုတ်တဲ့အတွက်ကြောင့်ပါပဲဂျက်ဖ်ကလူငယ်တွေကိုဘယ်လိုသင်ကြားပေးရမလဲဆိုတာနဲ့သူတို့ဘယ်လိုလေ့လာသင်ယူနေလဲဆိုတာကိုလေ့လာနေတဲ့စိတ်ပညာရှင်တူပါကျောင်းများစုကကျောင်းသားတွေကိုအရန်တော်သူတွေတာမန်တော်သူတွေနဲ့စာညက်သူတွေဆိုပြီးအုပ်စု၃စုခွဲခြားထားတတ်တယ်လို့ဂျက်ဖ်ကပြောပါတယ်ဒီလိုအုပ်စုခွဲခြားထားမှုကြောင့်ဒီကလေးတွေက9တန်းလောက်ရောက်လာချိန်မှာကလေးကပညာရေးမှာမျှော်လင့်ချက်နေပါနေကြပါပြီအလေတန်းကျောင်းမှာဒီကလေးတွေအတွက်ဆရာတွေကထပ်ပြီးသူတို့မျှော်လင့်မထားတဲ့အတားအဆီးတွေကိုထပ်မံကာရန်ပေးတတ်ကြပါသေးတယ်ဂျပန်နိုင်ငံကအထက်တန်းကျောင်းသားတိုင်းကတခြားအတွက်အချက်ကိုသင်ရပေမဲ့
အမေရိကန်နိုင်ငံမှာတော့အတွက်ချက်ဆိုင်ရာတင်ရှားဆိုတာကျောင်းသားတိုင်းအတွက်မဟုတ်ပင်တော်တဲ့ကျောင်းသားတွေတင်ယူဖို့အသီးသန့်မှာတကယ်ဆိုဘယ်ဘာသာရပ်ကိုမဆိုတင်ယူဖို့အတွက်ကျောင်းသားတိုင်းညီလူညီမျှအခွင့်အရေးရရှိသင့်ပါတယ်ဒီလိုအတားအဆီးတွေတွေ့ကြုံရလို့စာညက်နဲ့လေတန်းကျောင်းသားတဦးဟာအသက်၄နှစ်အရွယ်ကလေးတဦးထက်တောင်စာသင်ယူနိုင်စွမ်းနေသွားပါတယ်ဒီအဖြစ်အပျက်ကနေကျောင်းသားတွေသင်ယူမိကြတဲ့အကြီးဆုံးသင်ခန်းစာကတော့တော်တဲ့ကျောင်းသားတွေကကြိုးစားရင်ဘာမဆိုဖြစ်နိုင်တယ်ဆိုတာနဲ့စာညက်တဲ့ကျောင်းသားတွေကသူတို့အတွက်ဘယ်အရာမှဖြစ်မလာနိုင်ဘူးသူတို့မကြိုးစားနိုင်ကြဘူးဆိုတာပါပဲဂျက်ကကျောင်းသားအလုံးကိုအတန်းတစ်ခုထဲမှာပဲအတူတူပညာသင်ကြားစေပြီးရည်မှန်းချက်နဲ့ရလက်တူညီစွာပေးထားပေးထားပါတယ်စံတမှုတွေအရွယ်စံတမှုတွေအရာအဆင့်၃ဆင့်လုံးကကျောင်းသားတွေမျှော်လင့်ချက်တွေတိုးလာတဲ့အခါမှာစာမေးပွဲရလက်တွေတိုးတက်ကောင်းမွန်လာကြပါတယ်ဘဝမှာရခဲ့တဲ့နောင်တတွေအကြောင်းစစ်တမ်းကောက်ယူတဲ့အခါလူ10ဦးမှာ10ဦးကသူတို့လုပ်ခဲ့တဲ့လှုပ်ဆောင်ချက်တွေအတွက်လှုပ်ဆောင်ချက်တွေထက်မလုပ်ခဲ့ရတဲ့အရာတွေအပေါ်မှာပိုပြီးနောင်တရကြတာကိုတွေ့ရပါတယ်တနည်းအားဖြင့်ပြောရရင်တစ်ခုခုလုံးရှုံးနေခဲ့တာတဲ့အဲ့ဒါကိုမလုပ်ကြည့်ခဲ့ရတာလို့အဲ့ဒါကိုမလုပ်ကြည့်ခဲ့ရတာကိုပို့ပြီးတော့နောင်တရတတ်ကြပါတယ်64တင်တယောက်တည်းမဟုတ်အမေရိကန်တွေရဲ့အိမ်မက်အမေရိကန်တွေရဲ့အလို့စီးမြင်အမေရိကန်တွေရဲ့ပိုင်ဆိုင်မှုကိုပိုင်မှုတကယ်လို့မင်းကဒီလုံဆောင်မှုမျိုးတွေကိုကြားရမယ်ဆိုရင်လူတိုင်းတွင်းနေမိမှာကလူတစ်ယောက်ချင်းစီရဲ့ကြာဆုံးမှုအောင်မြင်မှုတွေကလုံးဝအုပ်တုံသူတို့နဲ့ပဲဆိုင်တဲ့ကိစ္စတွေလို့မင်းထင်မိမှာပါအဲ့ဒီလိုတွေးပြီးခံစားရတာကကြံရမရပဲအယူမှုစိတ်တွေပိုဖြစ်စေပါတယ်လူတိုင်းကိုတွေးစေမိတာကအကျိုးရလက်တွေအကုန်လုံးငါကြောင့်ပဲဖြစ်လာသမျှအရာအလုံးမဖြစ်ခဲ့သမျှအရာအလုံးငါကြောင့်ပဲဆိုတာပါပဲအမှန်တကယ်တော့လူတို့တယောက်မှမပြေဆုံးကြပါဘူးအစဉ်တိုင်းမှာကျွန်တော်တို့ကိုကောက်ွယ်ပေးနေသူတွေနဲ့တင်ကြားပေးနေသူတွေရှိကြပါတယ်အဲဒီလိုအမေရိကန်တွေရဲ့မူဝါဒနဲ့စွမ်းရည်ကြောင့်အစွန်ဦးတည်ထွင်သူတွေတာမကဘယ်သူမှတယောက်တည်းကြောင့်ရခဲ့တဲ့အောင်မြင်မှုဆိုတာမရှိခဲ့ကြပါဘူးမေရော်ဂီကစီးပွားရေးလုပ်ငန်းစလုပ်ချင်သူတွေကိုအခုညီပေးတဲ့လုပ်ငန်းလုပ်ကိုင်နေသူပါလွန်ခဲ့တဲ့10နှစ်လောက်ကမေဝေါ်ဂီရဲ့ဝန်ဆောင်မှုလုပ်ငန်းလေးကစီးပွားကျဆင်းလာခဲ့ပြီးသူမနဲ့ဆက်ပြီးစီးပွားရေးလုပ်နေသူတွေအားလုံးလည်းစီးပွားကျဆင်းသွားရပါတယ်အခုအချိန်မှာတော့သူဝန်ဆောင်မှုလုပ်ငန်းလေးကစီးပွားတူတူလုပ်ကြတဲ့စီးပွားဘက်တွေနဲ့လုပ်ငန်းတူတူတွေစုဖွဲ့ထားတဲ့အဖွဲ့အစည်းတွေရဲ့အခုအညီလိုအပ်တဲ့အရေးချင်းတွေကိုဖြည့်ဆည်းဖို့တင်နန်းတွေနဲ့ချင်းငွေရယူဖို့အခွင့်အလမ်းတွေကိုဒီလိုစီးပွားဘက်တွေစုဖွဲ့ထားတဲ့အသင်းအဖွဲ့တွေကနေရယူနိုင်ပါတယ်ကျွန်တော်တို့ကလူအဖွဲ့အစည်းမှာရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ချင်ကြပြီးအိမ်မက်တွေအကြောင်းကိုမျှဝေချင်ကြပါတယ်ကျွန်တော်တို့ရဲ့အိမ်မက်တွေဆိုတာကလည်းလက်တွေ့ဆန်ပြီးလက်ရှိဖြစ်နေတဲ့အရာတွေပါပဲလို့ဝေါ်ဂီကပြောပါတယ်ကျွန်တော်ဝန်ဆောင်မှုလုပ်ငန်းလေးကလူတိုင်းကိုကြိုးစားဖို့နေရာလေးတစ်ခုဖန်တီးပေးပါတယ်စီဝါရေးစလုပ်ချင်သူတွေကအဲ့ဒီနေရာလေးမှာသူတို့တယောက်တည်းရှိနေတာမဟုတ်ပါဘူးကျွန်တော်တို့လည်းအတူတူရှိနေပါတယ်လို့ဝေါ်ဂီကပြောပါတယ်မြို့ပြဖွဲ့ပြိုးရေးအထွတ်သူတေသနပညာရှင်တဦးကစီဝါရေးစတင်လုပ်ကိုင်သူတွေကိုတော့ဝေါ်ဂီရဲ့အကြံပေးဝန်ဆောင်မှုလုပ်ငန်းကမြို့ပြပြန်လဲဖွဲ့ပြိုးတိုးတက်ရေးအထွတ်အကောင်းဆုံးဥပမာဖြစ်တယ်လို့ပြောပါတယ်အပြန်လည်မိခိုတတ်တဲ့လူတဘာဝအရာကျွန်တော်တို့အချင်းချင်းတဦးနဲ့တဦးဆက်ဆက်နေထိုင်သူတွေနဲ့တူရအတင်းအဖွဲ့နဲ့နေထိုင်သူတွေကတတိပုဂ္ဂလနေထိုင်သူတွေတက်နှစ်ဆကျော်လောက်အောင်မြင်တယ်လို့
ကိုပုံမခံစားကြရတယ်လို့စစ်တမ်းတွေကဆိုပါတယ်65ပန်းနိုင်တွေကတက်ရှိအရာတကူပန်းနိုင်တွေကမင်းနဲ့အတူတဖြည်းဖြည်းတိုးတက်ပြောင်းလဲလာမှာပါသူတို့ကလက်လန်းမမီနိုင်တဲ့နေရာမှာရောက်မနေသင့်တယ်လို့အလွယ်တကူရနိုင်တဲ့နေရာမှာလည်းရှိမနေသင့်ပါဘူးဘလို့ကိစ္စပဲဖြစ်ဖြစ်မင်းရဲ့စိတ်ဓာတ်တကြမှုကသာမင်းပန်းနိုင်တွေကိုအသုံးဝင်စေမှာပါမင်းရဲ့ပန်းနိုင်ကိုမင်းစူးစမ်းဖို့လိုအပ်တဲ့အကွာအဝေးမှာထားရပါမယ်ဒါပေမဲ့အဲ့ဒီအကွာအဝေးကစူးစမ်းရင်တနည်းနေ့မှာမင်းရောက်နိုင်တဲ့အကွာအဝေးလည်းဖြစ်ရပါမယ်1988ခုနှစ်မှာကုမီကိုကအမေရိကန်ပိုင်ကုမ္ပဏီဖြစ်တဲ့ AT&T ဖုန်းဝန်ဆောင်မှုလုပ်ငန်းကိုအီရန်နိုင်ငံမှာတိုးချဲ့ပြီးဆိုင်ခွဲဖွင့်ဖို့တာဝန်ပေးခံရပါတယ်။ဆိုင်ခွဲဖွင့်ပြီးမကြာခင်လေးမှာပဲအီရန်နိုင်ငံမှာတော်လှန်ရေးနဲ့နိုင်ငံရေးအဓိကရုဏ်းဖြစ်တာကြောင့်ဆိုင်ကိုပိတ်ခဲ့ရပြီးသူမှလည်းနိုင်ငံတွင်းကထွက်ခွာဖို့ဖိအားပေးခံရပါတယ်ပြီးတော့အနာဂတ်အတွက်တေချာတဲ့ကြိုတင်စီစဉ်မှုဘာမှမရှိပဲနယူးယောက်ရုံးခွဲမှာစတင်အလုပ်လုပ်ရပါတော့တယ်သူမှအမေရိကန်ကိုပြန်လာရတဲ့အချိန်မှာရနိုင်တဲ့များအခွင့်အရေးတွေကိုအသုံးပြုနိုင်အောင်ကြိုးစားပါတော့တယ်အမေရိကန်ကိုပြန်လာရချိန်မှာအလုပ်အတွက်အသုံးဝင်မဲ့အရေးအသွေးမြင့်တင်တဲ့တစ်ခုခုတက်ရပါမယ်။ကုမ္ပဏီကထောက်ပံ့ပေးမဲ့မဟာပွဲတစ်ခုခုစတက်ဖို့လည်းအခွင့်အရေးရတာပေါ့လို့ကုမ္ပဏီကပြောပါတယ်။ကုမ္ပဏီတွေရဲ့မြင်မာတဲ့ယာရုတွေကတစ်ခုနဲ့တစ်ခုလွန်စွာမကွာခြားပေမဲ့သူမရဲ့နိုင်ငံတကာအလုပ်အတွေ့အကြုံကိုအသုံးပြုပြီးပုံမကောင်းမွန်တဲ့အလုပ်ယာရုတွေကိုရယူနိုင်ခဲ့ပါတယ်။သူမကနိုင်ငံတကာကုန်သွယ်မှုနဲ့ဆိုင်တဲ့အကြံပေးကုမ္ပဏီတစ်ခုကိုအခုတည်ထောင်ထားနိုင်ပါပြီ။ကျွန်မအတွက်ဘာလို့ဖို့လိုလဲဆိုတာနဲ့ဘာကိုပြီးမြောက်အောင်လုပ်ချင်လဲဆိုတဲ့ငါတက်တာတော်ဝေးကြောင်းမှုကိုဆိုင်ရာစီမံကိန်းတစ်ခုကိုရေးဆွဲပြီးကျွန်မရဲ့စီမံကိန်းကိုကျွန်မလိုက်နာခဲ့ပါတယ်။ကျွန်မမှာလမ်းလေးတွေရှိနေပေမဲ့အခုကျွန်မရောက်ချင်နေတဲ့နေရာမှာရည်တည်နေနိုင်ပါပြီ။ကျွန်မရဲ့အလုပ်အကိုင်ကိုကျွန်မဘဝရဲ့အဓိကရေးပါတဲ့အစိပ်အပိုင်းတစ်ခုအနေနဲ့သဘောပေါက်ထားခဲ့ပါတယ်။မကြသေးခင်ကမှဝေရကျောင်းသူကျောင်းသားတွေကိုသူတေသနာလုပ်တဲ့အခါမှာ90%ကအလုပ်စတင်လုပ်ချိန်အစောပိုင်းမှာတွေ့ကြုံရတဲ့မကောင်းတဲ့အတွေ့အကြုံတွေကြောင့်သူတို့ရဲ့ဆွမ်းဆောင်ရည်တွေကြာဆင်းစေခဲ့ပါတယ်တဲ့အလုပ်အဆင်မပြေမှုတွေကိုတွေ့ကြုံပြီးတဲ့နောက်စိတ်ကောင်းမှုတွေကိုမပြေရှင်းပဲရှောင်ဖယ်နေတာကြောင့်အပြင်ဖို့အတွက်သူတို့ရဲ့ရည်မှန်းချက်တွေနဲ့သူတို့ရဲ့လက်ရှိအမှုအကျင့်အလေးထားတွေကိုလိုက်ရောညီတွေဖြစ်အောင်အလိုက်တင်ပြင်ဆင်နေတိုင်းဖို့အခက်အခဲရှိနေကြပါတယ်66ခဲစားချက်အတဲအကျဖြစ်ခြင်းကိုရှောင်လူတိုင်းကသူတို့ရဲ့ကဘာလေးမှာစိတ်လှုပ်ရှားမှုလေးတွေရှိတာကိုသဘောကျပါတယ်ဒါပေမဲ့စိတ်ခံစားချက်မြင်မာမှုတွေရဲ့နောက်မှာစိုးရတဲ့ခံစားချက်တွေအမြဲလိုလိုက်တတ်ကြပါတယ်အောင်မြင်တဲ့ဘဝတစ်ခုဆိုတာစိတ်လှုပ်ရှားစရာကောင်းတဲ့နေလေးမှာပဲတွေ့နိုင်တာမဟုတ်ပါဘူးတည်ငြိမ်ပြီးကြိုးစားအားထုတ်မှုတွေနဲ့အကောင့်အထည်ပေါ်နေတဲ့အလုပ်ကိုင်းတစ်ခုမှလည်းတွေ့နိုင်ပါတယ်။တိုနီနဲ့ကာလာတို့ဟာနေပေါင်းများစွာအတူရုန်းကန်ကြော်ပြတ်ခဲ့ကြတာပါ။တိုနီကကြောင်းတက်နေစေဖြစ်ပြီးသူတို့နှုတ်ဆောက်နေရေးစီရေးစကားတွေပြီးနိုင်ဖို့ကာလာကအလုပ်ကြိုးစားလုပ်နေရပါတယ်။အိမ်ပြန်ရောက်ချိန်မှာလည်းချက်ပြုတ်ရှော့ဖို့နဲ့အိမ်နဲ့ရှင်းလဲလုပ်ရပါသေးတယ်။ဒိုနီအတွက်အကောင်းဆုံးဖြစ်အောင်ကာလာကသူမတနိုင်သည်မြစွမ်းကုန်ထောက်ပံ့ပေးနေသူပါ။အဲဒီတုန်းကအတော်လေးကိုရုန်းကန်ခဲ့ရတဲ့အချိန်ကာလတွေပေါ့။ဒါပေမဲ့
ကျမတို့ကအတူရုန်းကန်ပြီးအတူရှေ့ဆက်ကြိုးစားခဲ့ကြပါတယ်လို့ကာလာကပြောပါတယ်အခုတော့တိုနီကဝယ်လဲရပြီးပြီဆိုတော့အစင်းမြင့်ကိုရောက်သွားပါပြီသူတို့အိမ်တော်ကြားကစားကားလို့ငွေကြေးကြက်တဲမှုတွေလည်းမရှိတော့ပါဘူးဒါပေမဲ့တိုနီကဂျင်းနဲ့ပြရမယ့်အစားကာလာကိုသူနဲ့လိုက်ဖက်သူအဖြစ်မပြောင်းလဲခဲ့တာကိုပဲအပြစ်ပြောနေပါတယ်ကျမကအရာအလုံးကိုမပြောင်းလဲချင်ပါဘူးကျမကလူတစ်တူဖြစ်မလာချင်ပါဘူးကျမကသူ့အပေါ်မှာကောင်းရဲ့လားဒါမှမဟုတ်သူ့ကိုထပ်ပြီးစိတ်ပြတ်သွားစေမယ့်အရာတစ်ခုခုကိုလုပ်နေမိလားဆိုတဲ့စိုးရိမ်မှုတွေနဲ့နေတိုင်းမနေချင်ပါဘူးလို့ကာလာကပြောပါတယ်ဒိုနီလည်းကာလာကပုံမကောင်းမွန်တဲ့ဘဝကိုရရှိဖို့အတူကြိုးစားတဲ့အိမ်တော်ရဲ့အပိုင်းကိုလစ်လို့ရှုထားတယ်လို့ပြောပါတယ်ကာလာအတွက်တော့ကျမတို့ဘဝတွေကငွေရေးခက်ခဲချိန်တုန်းကအိမ်တော်ကြီးအပိုင်းမှာတည်ငြိမ်နေခဲ့ပါတယ်အခုအချိန်မှာတော့ငွေကြေးတည်ငြိမ်လာပေမဲ့အိမ်တော်ကြီးအပိုင်းမှာခက်ခဲလာပါပြီအရင်အချိန်တွေကိုဒါပြန်တန်းထနေမိပါတယ်ခေါင်းဆောင်တွေရဲ့အမှုကျင့်တွေကိုရရှိလေးလာမှုတွေလုပ်တဲ့အခါမှာအလုပ်တစ်ခုမှာအချိန်ကြာရှည်စွာလုပ်ခဲ့သူ10ဦးမှာ9ဦးကသူတို့တွေ့ကြုံခဲ့ရတဲ့အကောင်းဆုံးနဲ့အဆိုးဆုံးရလဒ်နှစ်ခုစလုံးကိုမိမိစေကသူတို့ရဲ့ခံစားချက်တွေကိုတည်ငြိမ်စွာထိန်းသိမ်းထားနိုင်သူတွေဖြစ်ကြပါတဲ့ကျွန်တော်တို့ရဲ့နေ့ရက်တွေကတမူထူးခြားတဲ့နေ့ရက်တွေထက်တာမန်နေ့ရက်တွေများတာကြောင့်တာမန်နေ့ရက်တွေကိုအာရုံစူးစိုက်ဖို့ကပိုရေးကြီးပါတယ်လို့စိတ်ပညာရှင်တွေကဆိုပါတယ်60ခွန်မိသားစုနဲ့မိတ်ဆွေတွေကိုဂရုစိုက်အိမ်မှာပဲဖြစ်ဖြစ်လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်သူတို့ဘဝကိုအကောင့်တွေဖော်နိုင်သူတွေကသူတို့ဘေးပတ်လေကလူတွေကိုဂရုစိုက်ကြပါတယ်သူတို့ဘေးပတ်လေကလူတွေအပေါ်မှာသူတို့ကိုယ်ပိုင်အချိန်တွေကိုရင်းနှီးမြှုပ်နှံကြပါတယ်သူတို့ဘဝစိုးရိမ်မှုစိတ်ဝင်စားမှုစတဲ့အရာအလုံးကိုစိုးရိမ်ပေးတတ်ကြပါတယ်1995ဒီဇင်ဘာမှာချင်းပြည်အထက်ဆက်ယုံမီးလောင်သွားတဲ့အခါပန်ရှင်ဖြစ်သူအေရွန်ကဆိုးရတဲ့ကံကြမ္မာအလဲပြောင်းတန်ကိုခံစားခဲ့ရတယ်။သူကဝန်ထမ်းတွေကိုလာစာနေပေးတဲ့နိုင်ငံခြားပြိုင်ဘက်တွေနဲ့ဈေးကွက်ပြန်ဆိုင်နိုင်စေဖို့သူ့လုပ်ငန်းမှာသူငွေကြေးနဲ့သူ့ဘဝနှစ်ခုစလုံးကိုအပြည့်အဝရင်းနှီးမြှုပ်နှံထားခဲ့သူပါ။စေယုံပြန်လဲတည်ဆောက်ဖို့ပြည်သူ့ကပညာရှင်တွေရဲ့ကန်ထရိုက်တာတွေရဲ့နဲ့စီးရင်ကိုင်တွေကအကုန်ကြစရိတ်ကိုတစ်ချက်ကြည့်လိုက်တဲ့အခါမှာဒီလုပ်ငန်းကရှေ့ဆက်နိုင်ပါမလားဆိုတာကိုအေရွန်ကစိုးရိမ်သွားခဲ့ပါတယ်။ဒါပေမဲ့လည်းလုပ်ငန်းအကြောင်းကိုသူပိုတွေးလေသူအတွက်အလုပ်လုပ်ပေးနေတဲ့နှစ်ပေါင်း2000ကျော်ကိုပို့ပြီးတွေးမိလေပါပဲ။မနက်တိုင်းအလုပ်လာပြီးတော့တနေ့လုံးအလုပ်ကိုစူးစမ်းလုပ်နေတဲ့သူတွေပေါ့။ဘယ်သူမှမမျှော်မဲရဲလောက်တဲ့အထိကုန်ပစ္စည်းတွေကိုအရင်အသွေးကောင်းအောင်ဖန်တီးပေးကြသူတွေပေါ့အေရွန်ကသူ့ရဲ့စိတ်ယုံကိုပြန်လည်တည်ဆောက်ဖို့တာမကတည်ဆောက်ရေးအတွက်လာနဲ့ချီကြစိတ်ယုံပေးထားရခြင်းတွေမှာပါသူ့ဝန်ထမ်းတွေကိုဆက်ပြီးတော့လာစာပေးထားဖို့ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါတယ်စိတ်ယုံမှာဖြစ်ပျက်ခဲ့တဲ့ဝန်ထမ်းဖွယ်ရာတွေကိုသူ့ဝန်ထမ်းတွေရဲ့မျက်နှာမှာအပြုံးပန်းတွေအဖြစ်ပြောင်းပေးလိုက်ပါတယ်။စေယုံကိုပြန်လဲတိဆောက်ပြီးတော့ဒီနေ့စတင်လဲပတ်နေပါပြီ။ကျွန်တော်ဝန်ထမ်းတွေကမင်းတွေ့ဖို့သူများတွေထဲမှာအလုပ်အကျိုးစားဆုံးနဲ့တစ္ဆာရှိဆုံးလူတွေဖြစ်နိုင်ပါတယ်။ဒီနေ့မှသူတို့အားလုံးကျွန်တော်စေယုံစီကိုပဲလာကြတာပါလို့အေရွန်ကပြောပါတယ်။စီဝါရေးလုပ်ငန်းမှာအောင်မြင်နေတဲ့ CEO 10ဦးမှာ10ဦးကအတာရတဲ့မိသားစုဘဝလေးကိုတိစောက်ထားဖို့အရေးပါတယ်လို့ဆိုပါတယ်။လုပ်ငန်းခွင်နဲ့မိသားစုဘဝမှာအောင်မြင်ဖို့အတွက်ကိုယ့်ရဲ့ဘေးပပတ်လေကလူတွေအပေါ်မှာစိုးရိမ်မှုတွေနဲ့စိတ်ဝင်စားမှုတွေကိုထုတ်ဖော်ပြနိုင်တဲ့စွမ်းရည်ရှိဖို့
အရေးကြီးပါတယ်လို့သူတို့အားလုံးကစစ်တမ်းမှာဖြေဆိုထားပါတယ်68အမျော်မြင်မရှိပဲဇွဲရှိနေုံနဲ့မရမင်းအမှန်တကယ်လိုချင်တဲ့အရာအများစုကမိစီကိုညာရင်းချင်းရောက်မလာနိုင်ပါဘူးမင်းအတွက်အရေးကြီးတဲ့အရာအများစုကိုရဖို့လပေါင်းများစွာနှစ်ပေါင်းများစွာကြာနိုင်ပါတယ်တခါတလေမှပို့ပြီးတော့တောင်ကြနိုင်ပါသေးတယ်ဒီတော့မင်းရဲ့ရှေ့လျားစွာကြံသေးတဲ့အနာဂတ်ခရီးလမ်းကိုဘယ်လိုရှိစက်မှာလဲဇေကောင်းတဲ့လူတွေကသူတို့ပြီးမြောက်ခြင်းတဲ့အရာတွေကိုသူတို့ကိုယ်တိုင်ထွေးပြထားကြပါတယ်သူတို့ကအကွာအဝေးအပေါ်မှာအာယုံမဆိုင်ကြပါဘူးသူတို့လိုချင်တဲ့အရာကိုရအောင်ယူကြတယ်သူတို့လိုချင်တဲ့ပန်းတိုင်ကလက်တွေဆန်ပြီးသူတို့ရယူဖို့ဖြစ်နိုင်ခြင်းရှိတာတွေကိုပဲရွေးချယ်ကြတယ်ဆွေရှိသူတွေကသူတို့ရှေ့ကတာဝန်တွေကိုခြေပွန်ဖို့သူတို့ကိုသူတို့နားလည်ထားဖို့အနာဂတ်နဲ့ပတ်သက်ပြီးရည်ရှိမျှော်မြင်ရှိဖို့တည်နာနေကြပါတယ်တခါတလေမှယူထားတဲ့မိမကိုတောင်နားလည်ပေးဖို့ခက်ခဲတာမျိုးရှိဘူးကြတာပဲလို့ရင်းနှီးမြုပ်နှံမှုအကြံပေးကျွန်ကဥပမာပေးပြောလို့ရှိပါတယ်စတော်ဈေးကွက်ကကျေပြန်းတဲ့ရည်ရှိရင်းနှီးမြုပ်နှံမှုတစ်ခုဖြစ်ပါတယ်လို့ကျွန်ကပြောပါတယ်စတော်ရှေယာရရှိရင်းနှီးမြုပ်နှံမှုကမင်းကိုညာရင်းချင်းချမ်းသာသားစေနိုင်မှာမဟုတ်ပါဘူးဒီလုပ်ငန်းကညာရင်းချင်းမချမ်းသာတဲ့စီးပွားရေးလုပ်ငန်းတစ်ခုပဲလို့ပုံသေးလဲဆိုလို့မရပြန်ပါဘူးဒီထက်ပိုကောင်းတဲ့ရရှိရင်းနှီးမြုပ်နှံမှုဆိုတာမရှိနိုင်တော့ပါဘူးလို့ကျွန်ကဆိုပါတယ်အရေးအတွေ့ပြင်ပြီးတဲ့ထုတ်ကုန်တွေနဲ့ကုမ္ပဏီတွေကငွေရှာနိုင်တယ်လို့သူတို့ရဲ့ရှယ်ယာတွေကလည်းများပြားပါတယ်ကုမ္ပဏီမှာရောင်းအားနည်းတဲ့နှစ်တွေလည်းရှိနေနိုင်ပါတယ်ဒါပေမဲ့စိတ်ရည်သီးခံခြင်းကအမင်းကိုကောင်းမွန်တဲ့နှစ်တွေစီခေါ်ဆောင်ပေးနိုင်ဖို့စတော့ရှယ်ယာတွေကိုစုပ်ကိုင်ထားဖို့အမားခံပေးနိုင်ပါလိမ့်မယ်ကောင်းမွန်တဲ့နှစ်တွေကစိုးရတဲ့နှစ်တွေထက်အရေးအတွက်ပိုများနေပါလိမ့်မယ်စတော့ရှယ်ယာစီကွက်ကနေအမျက်ငွေချက်ချင်းရှာဖွေဖို့ကြိုးစားတာကကျွန်အတွက်တော့အယူကစားပွဲလို့ယူဆထားပါတယ်။မျက်ငွေချက်ချင်းရဖို့ကြိုးစားတာကငွေရှာနိုင်ဖို့ထက်ရင်းနှီးငွေတွေအလုံးကိုဆုံးရှုံးဖို့ပဲပိုများပါလိမ့်မယ်။စစ်တမ်းတွေမှာလုံလိုက်ဇွဲလုံးလိုက်ရှိသူတွေနဲ့အလွယ်တကူလက်လျှော့တက်တဲ့သူတွေကိုလမ်းရှင်ကြည့်တဲ့အခါခက်ခဲတဲ့စိန်ခေါ်မှုတွေရှိနေရင်တောင်မှဇွဲရှိတဲ့သူတွေကသူတို့ပြီးမြောက်အောင်လှုပ်ဆောင်ခဲ့တဲ့အရာတွေအပေါ်မှာအာယုံမထားပဲဆက်လက်လှုပ်ဆောင်ရမယ့်အရာတွေပေါ်မှာအာယုံနှစ်ဆောက်ပိုဆိုင်ကအချင်းတွေကိုဆုံးတက်ကြတယ်လို့သူတွေကသိရှိခဲ့ကြပါတယ်69အလုပ်ပြောင်းလိုက်ရုံနဲ့မင်းကိုမပြောင်းလဲစေနိုင်အလုပ်တစ်ခုနဲ့တစ်ခုအဖိုးပြကာလတွေမှာအရာရာမတူညီဘူးလို့ထင်ရပါတယ်ဒါပေမဲ့ပတ်ဝန်းကျင်ပြောင်းလဲသွားရင်တောင်ကျွန်တော်တို့ကိုအမှန်တကယ်မပြောင်းလဲစေနိုင်ပါဘူးကျွန်တော်တို့ဘဝမှာအရာရာပုံမှန်အတိုင်းလက်ပဲနေစေဖို့အတွက်တည်ငြိမ်မှုရှိဖို့လိုအပ်ပါတယ်ကျွန်တော်တို့ကအသေးအစမ်းတစ်ခုခုကိုစတင်လှုပ်ဆောင်တော့မယ်ဆိုရင်ကျွန်တော်တို့ကိုတတောင်တတာနေနိုင်စေပြီးကိုယုံကြည်မှုပိုရှိစေမဲ့တည်ငြိမ်မှုပေးနိုင်မဲ့အရာတွေကိုရှောက်ဖေးရပါမယ်အေမီကအတံမွေးကျောင်းဆိုင်ရာအကြံပေးတယောက်ဖြစ်ပြီးလူတွေနေတိုင်းအလုပ်တွေပြောင်းနေကြတာကိုတွေ့မြင်နေရသူပါလူတွေကတစ်ချိန်လုံးအပြောင်းအရွှေ့ကာလနဲ့ပတ်သက်ပြီးစိတ်တော့ကရောက်နေကြတာကိုလည်းတွေ့နေရသူပါဒါက9နှစ်အရွယ်ကလေးသူငယ်တန်းစတက်တဲ့ပထမဆုံးရက်နဲ့တူပါတယ်သူမှဘာတွေဖြစ်လာမလဲဆိုတဲ့လက်တွေမဆန်တဲ့အကြောင်းတရားကတခြားသူတွေအတွက်တော့အရေးစရာကောင်းနေနိုင်ပါတယ်အေမီကတော့သူနဲ့ဆင်းနေသူတွေကိုအတံမွေးကြောင်းလုပ်ငန်းပြောင်းသွားရင်တောင်ပြောင်းလဲမသွားမဲ့ကိုပိုအာရုံစိုက်ဖို့အကြံပြုပါတယ်အလုပ်လေးပြောင်းလိုက်ရုံနဲ့သူတို့အသိဉာဏ်တွေပါဆုံးရှုံးသွားပြီးဘဝပြက်ပြီလို့ထင်တတ်တဲ့သူတွေရှိတယ်လို့အေမီကပြောပါတယ်တချို့သူတွေကြတော့အလုပ်ပြောင်းတာကသူတို့ရဲ့နှစ်ရှည်လာများမကန်းခဲ့တဲ့ကျင့်စိုးတွေပျောက်သွားတာကြောင့်အလုပ်ပြောင်းတာကိုအကောင်းမြင်လွန်ကြပါတယ်
အလုပ်ပြောင်းတာနဲ့ချစ်သူပြောင်းတာကိုကျွန်မနိုင်ရှင်ပြောချင်ပါတယ်သစ္စာမဲ့ပြီးဖောက်ပြန်တတ်တဲ့ပြဿနာကိုဖြေရှင်းဖို့ချစ်သူပြောင်းလိုက်ရုံနဲ့တော့မရနိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့ပြဿနာကမင်းနဲ့အတူရှိနေတာပါ။ပြီးတော့မင်းကိုမင်းလူတစ်တယောက်လိုပြုတ်လို့ဖို့အလုပ်ပြောင်းရနေလဲမရပါဘူး။ဘာတွေပဲလုပ်မင်းကတော့မင်းပဲဖြစ်နေပြီးဘယ်နေရာမှာနေမင်းလုပ်နေတဲ့အလုပ်ကလည်းမင်းနဲ့အတူရှိနေမှာပါ။အလုပ်တည်စားတဲ့အခါလူတိုင်းဒီဘက်ကစိတ်ဖိစီးမှုတွေရှိတတ်ပါတယ်။မတေချာမြေရတဲ့ပတ်ဝန်းကျင်ကိုအာရုံစိုက်တာထက်ကိုယ်ပိုင်ဖြစ်တည်မှုတွေကိုပိုအာရုံစိုက်သူတွေကစိတ်တော့ကနေတာတွေ့ရပြီးအလုပ်ရာထူးအသစ်တစ်ခုမှလည်းပိုတတာရှိကြတာကိုတွေ့ရတယ်လို့စတန်းတွေကဆိုပါတယ်။90အကောင်းတွေမလာခင်အစိုးရရင်ဆိုင်ကြုံတွေ့ရမှာပဲမင်းလိုချင်ဆုံးအရာတွေကတခုမဟုတ်ချင်းရဖို့မလွယ်ကူပါဘူးမဟုတ်ရင်တော့ဒါတွေအကုန်လုံးကိုမင်းကရပြီးနေလောက်ပြီပေါ့ကျွန်တော်တို့ဘဝတွေပိုကောင်းမွန်လာစေဖို့ပန်းနိုင်ရီစီကိုရောက်ဖို့ကြိုးစားအားထုတ်မှုတွေကိုလုပ်ဖို့ပထမဦးဆုံးအနေနဲ့ဆိုလိုရမယ့်အရာတွေရှိတယ်ဆိုတာကိုနားလည်ထားရပါမယ်ကျွန်တော်တို့အတွက်မကောင်းမွန်ပေမဲ့မဆိုလိုနိုင်တာတွေကကျွန်တော်တို့ကိုချင်းချောက်နိုင်ပါတယ်မိကကြိုးစားအားထုတ်မှုအနေငယ်လို့ပြီးခဏတာစိတ်သက်သာရစေနိုင်ပေမဲ့အနာဂတ်မှာအောင်မြင်မှုရဖို့မင်းကိုချင်းချောက်နေတဲ့မင်းမပြောင်းလဲနိုင်သေးတဲ့ပြည့်ပြည့်ပြောင်းလဲမှုတွေအားလုံးကိုပြုလုပ်ရမှာပါဒါမှပဲမင်းကများအားစိုက်ထုတ်တာနဲ့တန်ဖိုးညီတဲ့လာပါတဲ့အနာဂတ်တစ်ခုကိုဖန်တီးနိုင်မှာပါကျွန်တော်ဘာလုပ်နေလဲဆိုတာကိုကိုယ်တိုင်နားမလဲပဲနိုက်ကလပ်တစ်ခုကိုဝယ်ခဲ့မိတယ်လို့တင်းမေဘေကပြောပါတယ်ကျွန်တော်မိတ်ဆွေတွေကဒီနိုက်ကလပ်ကိုမဖွင့်ခင်ဒီဇိုင်းကိုပြန်လည်မွမ်းမံတင်တယ်လို့အကြံပေးလို့ပြုပြင်လိုက်တာပိုက်ဆံ3စားလောက်သုံးဖြစ်သွားတယ်လို့သူကပြောပါတယ်ပြီးတော့ကျွန်တော်တို့ဆိုင်ကိုဖွင့်ခဲ့ပေမဲ့တနေ့လောက်ထိလူလုံးဝမစီကားခဲ့ပါဘူးဆိုင်ကိုလာတဲ့ဧည့်သည်တွေကိုကျွန်တော်ရုံးခန်းထဲမှာထားရင်တောင်ဆန်တယ်လို့သူကပြောပါတယ်ကျွန်တော်ရဲ့လုပ်ငန်းအကြံပေးကကျွန်တော်ကိုနာမည်အသေးပုံစံအသေးစီမံခန့်ခွဲနည်းအသစ်တွေနဲ့ဒီလုပ်ငန်းကိုပြုပြင်ပြောင်းလဲရမယ့်အချိန်ကိုရောက်ပြီလို့ပြောခဲ့ပါတယ်သူဆိုလိုချင်တာကဒီနေရာအတွက်ငွေကြေးများကြီးထပ်သုံးရင်တောင်ဒီနေရာကစီကားလာမှာမဟုတ်တော့လို့ဆိုင်ကိုပိတ်စီချင်တာပါကျွန်တော်အတွက်ကတော့ဒီလုပ်ငန်းအတွက်ငွေတွေအများကြီးရင်းပြီးပြီအခုမှလည်းလျှော့လိုက်ရင်ဘာမှရနိုင်စရာမရှိတော့လို့ရှုံးပြီးရင်ရှုံးတာပေါ့အခုတော့ Pacific ကလက်ကလူအရင်စီကားပြီးငွေကြေးအကျိုးအမြတ်များစွာရှောက်ဖွေနိုင်တဲ့ကလက်တစ်ခုဖြစ်နေပါပြီဒီလိုအောင်မြင်မှုမျိုးကိုညာတွင်ချင်းဖန်တီးယူလို့မရနိုင်ဘူးလို့ဒင်းကဂုဏ်ယူစွာပြောပါတယ်အစင်းမြေရာထူးပိုင်းမန်နေဂျာတွေကြားမှာ84%လောက်ကသူတို့ဘဝမှာလုပ်ငန်းနဲ့ပတ်သက်ပြီးခဏတာအဆင်မပြေခြင်းတွေကိုရင်ဆိုင်ကြုံတွေ့ခဲ့ကြဘူးတယ်လို့ဆိုပါတယ်လုပ်ငန်းဆက်တည်မြင်အောင်အတချို့မန်နေဂျာတွေက2ဦး3ဦးစာအလုပ်ပို့လို့ရတာအလုပ်ချိန်ပိုကြလုပ်ရတာနဲ့အလုပ်အတွက်လိုအပ်တဲ့ကျွမ်းကျင်မှုတွေကိုကိုယ်တိုင်တက်မြောက်အောင်တင်ယူတာအဖြစ်လှုပ်ဆောင်ခဲ့ရတယ်လို့ဆိုပါတယ်ဒါပေမဲ့ဒီလိုဆွလို့အနေတာခံမှုတွေကသူတို့လုပ်ငန်းရာထူးနဲ့အောင်မြင်မှုနောက်ကိုလိုက်ဖို့လိုအပ်တဲ့အရာတစ်ခုဖြစ်တယ်လို့တည်နာလည်ထားကြပါတယ်တဲ့91ကိုတောင်မယုံမှတော့ဘယ်သူကယုံမှတော့မလဲတခါတရံမှာကျွန်တော်တို့တွေကကိုယုံကြည်လက်ခံခြင်းနာတွေကိုတခြားသူတွေကိုပါယုံကြည်လက်ခံစေချင်ကြပါတယ်ငါလုံးနိုင်တယ်ဟုတ်တယ်မဟုတ်လားလို့မိစေတွေကိုမေးတတ်ကြပါတယ်ဖြစ်ချင်တော့သူတို့ကလည်းကိုဆုံးပြကြအပေါ်မှာပဲအခြေခံစဉ်းစားကြတာပါကျွန်တော်တို့ရဲ့ဆွမ်းဆောင်ရည်နဲ့အမှန်တကယ်လုံနိုင်စမ်းရှိမရှိကိုသူတို့စဉ်းစားမှာမဟုတ်ပဲကျွန်တော်တို့တွေးတဲ့အတွေးတွေအပေါ်မှာပဲသူတို့စဉ်းစားကြမှာပါနောက်တစ်မျိုးပြောရရင်
မင်းသားမှရှိသူတွေကမင်းရဲ့ခံစားချက်အပေါ်မှာပဲတုံ့ပြန်ကြတာပါမင်းကြောက်နေတာတွေအတွက်သူတို့စီကကြောက်တရားကိုပဲပြန်မြင်ရမှာဖြစ်ပြီးမင်းကယုံကြည်မှုရှိရင်တော့သူတို့ကလည်းယုံကြည်ပြမှာပါမင်းကတခြားသူတွေအပေါ်ကိုပဲယုံကြည်လက်ခံနေလို့မရပါဘူးပေါ်ဝန်စီကလော့အန်ဂျလိစ်ကဆင်းရဲတဲ့ရက်ွက်လေးတစ်ခုမှာကြီးပြင်းလာခဲ့သူပါသူမမိတာကအသွင်မူဝဲကြောင်းဆိုင်ရာအမတ်တရားနေ့တွေမှာအောင်မြင်သူတွေကသူတို့ကြောင်းကိုလာလဲပြီးသူတို့ဘယ်လိုစူးစမ်းလုပ်ကင်ခဲ့ကြတယ်ဆိုတာတွေကိုလာရောက်မျှဝေပေးတာကိုပါပေါ်ပြောတာကဒီလိုမျိုးအတွေ့အကြုံမျှဝေပေးတာတွေကကျွန်တော်တို့အတွက်တော့ဘာအကျိုးတရားမှုမှမရှိခဲ့ပါဘူးကျွန်တော်တို့ကကိုသူတို့နေရာမှာအပြေးဝခံစားမပေးနိုင်ဘူးလို့ဆိုပါတယ်သူကြည်ပြင်းလာတော့သူရဲ့ဝန်ခွဲမောင်နှမတို့အသက်ခံရမှုနဲ့ပတ်သက်ပြီးရက်ဆက်ပြင်းထန်တဲ့မိကုံးတွေကိုတတိထွက်ဆိုပေးခဲ့ရပါတယ်အဲဒီနေ့ကစပြီးသူနားလည်လိုက်တာကတခြားသူတွေကိုအာနာမနေတော့ပဲကိုယ်တိုင်ဘဝမှာပြည့်ရှင်ဖို့အတွက်ပြည့်ပြည့်ပြောင်းလဲမှုတွေပြုလုပ်ဖို့ပါကျွန်တော်အသက်14နှစ်ရောက်တော့ကျွန်တော်တို့ရက်ွက်တွေကလမ်းတရဲတွေနဲ့မပေါင်းသင်းတော့ပဲနေကန်ရေးတွေဖွဲ့စည်းတည်ထောင်ပေးထားတဲ့အားကစားအဖွဲ့တွေကိုဝင်ပြီးစတင်လေ့ကျင့်ခဲ့ပါတယ်ကျွန်တော်အတွက်ကျွန်တော်တစ်ခုလုပ်ရတော့မယ်ဆိုတာကိုသိနေခဲ့ပါတယ်ဒီတော့မနေ့9နာရီထားပြီးလေ့ကျင့်ခန်းစလုပ်တဲ့အစီအစဉ်ကိုလက်ခံလိုက်ရတာပေါ့နောက်တော့လော်ဝေးအားကစားကနေတဆင့်အိုလံပစ်ပြိုင်ပွဲမှာပါဝင်နိုင်ဖို့အတွက်ကြိုးစားခဲ့ပါတယ်1984ခုနှစ်မှာတော့ပေါ်ကအမေရိကန်အိုလံပစ်လက်ဝှေ့အဖွဲ့မှာပါဝင်ခဲ့ပြီးရွှေတံဆိပ်စုခိုးနိုင်ခဲ့ပါတယ်အခုတော့သူအเจ้าမှအတံမူရဲเจ้าဆိုင်ရာအထိမ်းအမှတ်နေ့အတွက်ပြန်လဲဟောပြောပေးရသူဖြစ်နေပါပြီကျောင်းသားတွေကိုသူပြောလေးရှိတာကအရေးကြီးဆုံးကတော့မင်းကြိုက်တာကိုမင်းလုပ်နိုင်တယ်ဒါပေမဲ့အရင်ဆုံးကိုယုံကြည်ရပါမယ်တဲ့ကိုအကောင်းမြင်ယုံကြည်တတ်သူတွေရဲ့ရည်မှန်းချက်ပန်းနိုင်ကိုပဲလူတွေကငါးစားကြောပိုအကောင်းမြင်ယုံကြည်ကြတယ်လို့စက်တန်းတွေကဆိုပါတယ်တဲ့90နှစ်လိုအပ်တယ်လို့ခံစားရရင်အလုပ်ပို့လို့လားမင်းကအသုံးဝင်တယ်လို့ခံစားပြီးရင်ပူကြိုးစားဖို့တွန်းအားဖြစ်စေပါကျွန်တော်တို့ကိုသဘောကျတယ်လို့ခံစားရတယ်ဆိုရင်ကျွန်တော်တို့တွေကအလုပ်ကိုပို့ပြီးတော့ကြိုးစားတကြတဲ့တဘာဝရှိပါတယ်ကျွန်တော်တို့ကိုလိုအပ်တယ်လို့မခံစားရရင်ကျွန်တော်တို့တွေကအလောက်ကရနိုင်တဲ့ငွေကြေးကုန်တို့နဲ့တခြားအကျိုးကျေးဇူးတွေကိုရှာဖွေကြည့်တတ်ပါတယ်မစ်ဆိုရီပြည်နယ်ကတည်ယူပို့ဆောင်ရေးယာဉ်တွေထုတ်လုပ်တဲ့ဝင်းရိုက်စက်ရုံကတာမန်ဝန်ထမ်းတွေဟာသူတို့ကုမ္ပဏီမှာစက်ပစ္စည်းနဲ့လေယာဉ်အစိပ်ပိုင်းဆိုင်ရာတွေထုတ်လုပ်ဖို့အတွက်တနေ့ကိုပြန်များအပြင်စိတ်ကူးအိုင်ဒီယာ55ခုလောက်ထွက်ကြတယ်လို့ဆိုပါတယ်အဲဒီကုမ္ပဏီရဲ့ဥက္ကဋ္ဌရွန်ဝင်းရိုက်ကသူ့ဝန်ထမ်းတွေစိတ်ကူးအိုင်ဒီယာအသစ်တစ်ခုကိုပြောပြတိုင်းချီးမွမ်းလေးရှိပြီးသဘောကျကြောင်းပြသပါတယ်အဖွဲ့အစည်းအများစုမှာမန်နေဂျာတွေကမိဘတွေလိုပဲလှုပ်ဆောင်တတ်ကြပါတယ်စီမင်းတွေအပြစ်ပေးမှုတွေဆုလက်တွေလုပ်လေးရှိပါတယ်မန်နေဂျာတွေကမိဘတွေကတာသမီကိုကောင်းမွန်အောင်ဆိုဆုံးမလို့ပုံစံမျိုးနဲ့သူတို့ပြောသမျှကိုပဲလိုက်လုပ်တတ်ဖို့ဆုံးမတတ်ကြပါတယ်ဒါပေမဲ့သူတို့ကုမ္ပဏီမှာတော့မန်နေဂျာတွေကဝန်ထမ်းတွေကိုပဲပုံဦးစားပေးပြီးဒီလိုမျိုးအထက်ကပြောသမျှကိုပဲလို့ဆိုတဲ့ထောင်ချောင်မျိုးကိုလည်းဖေရှားပေးပါတယ်ဝန်ထမ်းတိုင်းကိုအလုံးနဲ့ပတ်သက်ပြီးသူတို့မှအကြံတစ်ခုရှိတိုင်းအထက်လူကြီးကိုတင်ပြတတ်ဖို့ထုတ်ပေါ်ပြောရဲလာအောင်တိုက်တွန်းပါတယ်အထက်လူကြီးပြောသမျှစိတ်ကူးကြံ့တွေကိုပဲနားထောင်ပြီးအနည်းငယ်ဖြည့်ဆွက်ပြောတာမျိုးမဟုတ်ပဲအိုင်ဒီယာအသစ်တွေတွေ့မိတိုင်းအထက်လူကြီးကိုပြောရဲဖို့အမြဲတမ်းအားပေးပါတယ်လို့တွန်းကားဆိုပါတယ်ကုမ္ပဏီရဲ့ဒီ policy ကတော့ကြီးမားတဲ့အောင်မြင်မှုကြီးတစ်ခုဖြစ်ခဲ့ပါတယ်ဝင်းရိုက်ကုမ္ပဏီမှာထုတ်လုပ်မှုကုန်ကျစရိတ်က
35ရာခိုင်နှုန်းအထိရောကျသွားပြီးတော့ဝယ်သူညင်းပယ်နှုန်းကလည်း61ရာခိုင်နှုန်းအထိရောကျသွားခဲ့ပါတယ်။အထက်လူကြီးရဲ့သဘောကျမှုကိုခံစားရတယ်လို့မယူတဲ့ဝန်ထမ်းတွေကအလုပ်အသစ်ပြောင်းလို့52ရာခိုင်နှုန်းလျော့နေတယ်လို့သူတေသနတွေသိရပါတယ်။93မင်းမြင်ရှိတော့တခုတည်းနဲ့မကြည့်နဲ့ကျွန်တော်တို့တွေ့ကြုံဖို့တဲ့အရာတွေနဲ့ကျွန်တော်တို့တည်ထားတဲ့အရာတွေမှာကျွန်တော်တို့ရဲ့အတွေ့အမြင်ရှုထောင့်ကနေစဉ်းစားထားတဲ့မိကုန်းတွေအတွက်ကျွန်တော်တို့ရဲ့ကိုယ်ပိုင်အဖြေတွေကအဆင်ပြေနေပါတယ်။ဒါပေမဲ့လုပ်ငန်းကိစ္စတွေမှာကျွန်တော်တို့ရဲ့စိတ်ကူးကြံကြံတွေကိုအကောင့်ထဲပေါ်တဲ့အခါကျွန်တော်တို့ရဲ့ရှုထောင့်တစ်ခုတည်းကနေပဲကြည်ပြီးစဉ်းစားဆုံးဖြတ်လို့မရပါဘူး။မတူညီတဲ့နောက်ခံတွေနဲ့အခြေအနေတွေကိုလည်းထည့်သွင်းစဉ်းစားပေးရပါမယ်။တင်ပြချက်တစ်ခုဆိုတာကမင်းရဲ့စိတ်ကူးအကြံဉာဏ်တွေကိုအကောင်းဆုံးဖော်ပြပေးနိုင်ပေမဲ့မင်းရဲ့တင်ပြချက်ကိုနားထောင်ဖတ်ရှုသူတွေအတွက်သူတို့ရဲ့စိတ်ကူးတွေကိုဖော်ပြပေးနေတာမဟုတ်ဘူးလေ။ဒါပေမဲ့မင်းရှုထောင့်တဲ့အတွေ့အမြင်ကိုတော့မင်းမြင်တယ်လို့မျိုးအရင်ကမမြင်ခဲ့ပေမဲ့မင်းပြိတ္တအတွက်ပေါ့နယူးယောက်နဲ့ပန်ဆယ်ဗေးနီးယားကရက်တော်လုပ်ငန်းစုကပန်းချံတွေလမ်းတရားတွေနဲ့ဖွံ့ဖြိုးတိုးတက်မှုတွေအတွက်စစ်တမ်းကောက်ယူပေးတဲ့အင်ဂျင်နီယာဆိုင်ရာအကြံပေးလုပ်ငန်းတစ်ခုပါဆယ်စုနှစ်တစ်ခုကျော်လေးအတွင်းမှာပဲလူလေးယောက်နဲ့စားခဲ့တဲ့အဒီကုမ္ပဏီကမတူညီတဲ့ဌာနခွဲ9ခုအထိတိုးချဲ့နိုင်ခဲ့ပြီးတစ်နေ့ကိုဒေါ်လာ10တန်းကျော်အထိအမြတ်ငွေရှာဖွေနိုင်တဲ့လုပ်ငန်းအဖြစ်ပြောင်းလဲတိုးတက်လာခဲ့ပါတယ်။ကုမ္ပဏီတည်ထောင်သူဖြစ်တဲ့ဂျော့ရတော့ကကျွန်တော်တို့လုပ်ငန်းရဲ့အောင်မြင်မှုတွေကဒီကုမ္ပဏီတစ်ခုတည်းကနေပြီးခဲ့တဲ့မတူညီတဲ့ဝန်ဆောင်မှုတွေကနေအတီးတီးရရှိခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့ဖောက်တယ်တွေကိုသူတို့အလုပ်အတဲ့စီမံကိန်းတစ်ခုလုံးအတွက်ကျွန်တော်တို့ကုမ္ပဏီတစ်ခုတည်းကိုပဲဆက်သွယ်ဆောင်ရွက်နိုင်တယ်ဆိုရင်ဒါကသူတို့အတွက်ပို့ပြီးတော့လွယ်ကူစေတယ်လေဝန်ဆောင်မှုတွေတစုတစည်းတည်းလုပ်ရတာဟာအခက်အခဲမရှိပဲချုံမွေးနေတာတော့မဟုတ်ပါဘူးဘုံမွေးဗေဒပညာရှင်တွေနဲ့အင်ဂျင်နီယာတွေကမတူညီတဲ့ဘာသာစကားကိုပြောကြသလိုပဲအတွေ့အခေါ်တွေကလည်းမတူညီကြပါဘူးဒီလိုယုံတွေမတူညီတဲ့ဌာနတွေကောင်းမွန်စွာတွဲဖက်အလုပ်လုပ်နိုင်ဖို့နဲ့အလုံးအသူတွေအဆင်ပြေစေဖို့ချိတ်ဆက်သွယ်ရေးပိုင်းဒီမှာဂျော့ကလွန်စွာအားစိုက်ထုတ်ထားတယ်လို့ဆိုပါတယ်ကျွန်တော်တို့တွေကခြေတလန်းလောက်နောက်ဆိုပြီးတယောက်စကားကိုတယောက်ကိုတယောက်နားထောင်သင့်ပါတယ်ဒါကိုအချင်းချင်းတည်ယူနိုင်ပြီးအလုပ်ကိုကောင်းမွန်စွာလုပ်ဆောင်နိုင်ဖို့အများကြီးအထောက်အကူဖြစ်စေပါတယ်အကြံပေးရာရှိတွေကစစ်တမ်းကောက်ယူခဲ့ရာအဖွဲ့အစည်းဒါမှမဟုတ်ကုမ္ပဏီတစ်ခုမှာဝန်ထမ်းချင်းကောင်းမွန်စွာချိတ်ဆက်တဲ့ပြောဆိုနိုင်သူတွေကသူတို့ရဲ့စံဆောင်ရည်တွေ80ရာခိုင်နှုန်းအထိတိုးတက်လာကြောင်းသိရပါတယ်94ကျောင်းစီလီယောယာနဲ့အဝင်ခွင်ကြရာကိုရှာဆုံးဖြတ်ချက်တည်လေးတစ်ခုချင်းစီကစံပြဆုံးဖြတ်ချက်လေးတွေဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ဟိုကြီးမားတဲ့စီမံကိန်းတတိတန်းကြီးနဲ့ရှင်လိုက်ရင်တော့သိငယ်တဲ့ဆုံးဖြတ်ချက်လေးတစ်ခုလေးကြောင်းနေပဲမင်းဘဝကြီးတစ်ခုလုံးကိုဆုံးဖြတ်မပေးနိုင်ပါဘူးဆိုလိုချင်တာကမင်းဘဝကြီးမဲချက်ပန်းနိုင်တွေစီမံကိန်းတွေနဲ့မင်းရဲ့အကျင့်တွေလို့နေ့စဉ်လှုပ်ဆောင်ချက်တွေကတစ်ခုနဲ့တစ်ခုချိတ်ဆက်မှုမရှိပဲတိတိုက်ဖြစ်တည်နေလို့မရပါဘူးမင်းရဲ့ရည်ရွယ်ချက်တွေကတတိပုဂ္ဂလတီတန်ရှိနေတဲ့ဆုံးဖြတ်ချက်လေးတွေအများကြီးကိုချမှတ်ဖို့မလိုပါဘူးမင်းဘဝအတွက်အတိတ်ပဲရှိပြီးတစ်ခုနဲ့တစ်ခုဆက်ဆက်မှုရှိတဲ့ဆုံးဖြတ်ချက်တွေကိုပဲချမှတ်ရမှာပါအစ်ဆာဗယ်လာနဲ့မိုက်ကယ်တို့ကရင်သွေးလေးယူဖို့စဉ်းစားတဲ့အချိန်မှာသူတို့နှစ်ဦးတွေကတူကကလေးနဲ့အတူအိမ်မှာနေပြကြဖို့သဘောတူညီခဲ့ကြပါတယ်အသေးစိတ်အခြေအနေတွေကိုမဆွေးနွေးကြပေမဲ့နှစ်ဦးလုံးယူဆမိကြတာကကလေးအတွက်မိခင်ဖြစ်သူ
အစ္စဘယ်လာကအလောက်ကထွက်ပြီးအိမ်မနေရင်ကလေးထိမယ်ဆိုပြီးတော့ပေါ့ကလေးအမေကလေးထိနာတဘာဝပဲမို့လေအစ္စဘယ်လာကတော့ခွားခွင့်ယူပြီးသမီးလေးတယောက်ကိုမွေးဖွားခဲ့ပါတယ်ဒါပေမဲ့မိဖွားခွင့်ယူထားချိန်မှာသူမအလုပ်ထွက်မဲ့အစီအစဉ်ကိုထပ်မံသုံးသပ်ခဲ့ပါတယ်သူမရဲ့ဝင်ငွေကသူမခင်ပွန်းထက်ပိုကောင်းမွန်နေပြီးဇေဝနဲ့ပတ်သက်တဲ့အကျိုးခံစား권မှာလေသူမရဲ့အလုပ်ကပုံမကောင်းမွန်တဲ့အတွက်သူမအလုပ်ကထွက်တာမှန်ကန်ရလားလို့တင်တရားဝင်လာတယ်လို့ဆိုပါတယ်မိုက်ကယ်ကလည်းအစ္စဘယ်လာရဲ့အကြံဉာဏ်ကိုအဆောင်ပိုင်းမှာအံ့အားသင့်ခဲ့ပေမဲ့ငွေကြေးအကျိုးမြတ်ကိုတွက်ချက်ကြည့်မယ်ဆိုသူမပြောတာကိုမငြင်းဆန်နိုင်ပါဘူးမိုက်ကယ်အတွက်ဒါကခက်ခဲပေမဲ့အခုဆိုရင်တော့သူကိုယ်ပိုင်ဝင်ငွေမရှိပဲဇနီးဖြစ်သူရဲ့ဝင်ငွေအပေါ်ကိုမိခိုနေရတာကျင်သာရလာပါပြီဒီဆုံးဖြတ်ချက်ကကျွန်တော်တို့မိသားစုအတွက်အတော်လေးကိုအဓိပ္ပာယ်ရှိပါတယ်အစ္စဘယ်လာရဲ့လာစာကကျွန်တော်တို့မိသားစုရဲ့ဝင်ငွေဖြစ်ပြီးကျွန်တော်တို့ရဲ့သမီးလေးကမိသားစုအတွက်အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုအလုပ်အကိုင်ပါပဲလို့မိုက်ကယ်ကဆိုပါတယ်သူဒေသနာတွေအရာလူ10ဦးမှာ2ဦးအောင်နေတဲ့လူနည်းစုကပဲဆုံးဖြတ်ချက်လေးတွေချမဲ့ရမှာဒီဆုံးဖြတ်ချက်လေးတစ်ခုကသူတို့တဘောအလုံးအတွက်ကန့်ညီမှုရှိတာကိုရွေးချယ်ကြသူတွေပါပဲသူအများစုကဆုံးဖြတ်ချက်လေးတစ်ခုချမှတ်ဖို့အတွက်ဒီလိုဆုံးဖြတ်ချက်ချမှတ်ဖို့တိုက်ရိုက်သက်ဆိုင်တဲ့အကြောင်းအရာတစ်ခုတွေအပေါ်ကိုဒါအခြေခံကဆုံးဖြတ်ချက်ချမှတ်ကြပါတယ်တဲ့85တန်တရားဆိုတာရှုံးနေမှုရဲ့အဓိကတရားခံကိုယုံကြည်မှုဆိုတာကကျွန်တော်တို့ကိုယ်တွင်းမှာရှိနေပြီးအထောက်အကူပေးတဲ့အပိုင်းရလေးလိုပါပဲမင်းကယုံကြည်မှုရှိတယ်ဆိုရင်မင်းလုပ်တဲ့အရာအလုံးကမင်းအတွက်ကောင်းမွန်တဲ့အကျိုးတရားမှုရှိစေမှာဖြစ်ပြီးမင်းကယုံကြည်မှုရှိမနေရင်တော့မင်းလုပ်သမျှအလုံးကအလကားချီးနှီးပါပဲယုံကြည်မှုမရှိသူတွေကသူတို့ကောင်းကောင်းမလုပ်နိုင်တာတွေကိုပြုလုပ်ဖို့ကြောင်လန့်ချက်တက်ကြတဲ့အပြင်သူတို့ကျွမ်းကျင်ရာတွေကိုပြုလုပ်ရင်တောင်ကြောင်လန့်နေတတ်ကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ကဘာမဆိုကောင်းအောင်လုပ်နိုင်ပါမလားဆိုတဲ့တန်တရားတွေရှိနေလို့ပါ။ကိုယုံကြည်မှုရှိခြင်းကအောင်မြင်မှုကိုဆောင်ကျဉ်ပေးနိုင်ပါတယ်။ကိုမယုံကြည်ဘူးဆိုရင်မကြာခဏရှုံးနေမှာပါကိုရဲ့ယုံကြည်ချက်ကအချင်းမခိုင်သေးဘူးဆိုရင်ကိုယ်တိုင်ကောင်းမွန်စွာဆောင်ရွက်နိုင်တာတွေကိုပဲစတင်လှုပ်ဆောင်ပြီးမှတပြေးပြေးနဲ့စိတ်ကောင်းမှုပုံများတာတွေကိုဆက်လက်လှုပ်ဆောင်သွားပါမာကရကရှင်းနေလုံတဲ့နှစ်30ကျော်အတွေ့အကြုံရှိသူတဦးဖြစ်ပြီးသူမကအရက်ဘက်ဆိုင်ရာအမှုခင်းမျိုးမျိုးကိုကင်တယ်ဖြစ်ရှင်းနိုင်ကရက်ဆက်ပြီးမညမတာတရားစွဲဆိုသူအဖြစ်လဲနာမည်ကြီးပါတယ်သူမကအရင်ကဒီလိုမျိုးခက်တန်သူတို့မဟုတ်ခဲ့ပါဘူးအစားတော့ကမိန်းကလေးတွေကိုပေါ့တန်လေးမထားတဲ့ပတ်ဝန်းကျင်ကြောင့်ကျမကအခက်အခဲတားဆီးတွေအကုန်လုံးကိုရင်ဆိုင်ခဲ့ရတာပါတရားသူကြီးကမင်းကိုတရားရုံးထဲမှာဘယ်လိုဝစားတင်နဲ့တင်တော်တဲ့သပင်ပုံစံဘယ်လိုထားရမယ်ဆိုတာကိုဟောပြောပူချပါလိမ့်မယ်တရားသူကြီးတရားအခန်းထဲဝင်လာပြီဆိုကျမကအဲ့ဒီနားမှာရှိမနေသလိုပါပဲမင်္ဂလာပါလူကြီးမင်းတို့လိုပဲနှုတ်ဆက်ကြလိမ့်မယ်တရားပိုင်ရှင်တွေကလည်းကလေးရွယ်ကောင်မလေးတယောက်လိုပဲကြည်ကြလိမ့်မယ်ဒါပေမဲ့ဒီလိုပေါ့တန်အလေးနဲ့မထခြင်းတွေကသူမကိုပို့ပြီးစူးစမ်းအလုံးလုပ်ဖို့အဟံတားမဖြစ်စေခဲ့ပါဘူးသူမရဲ့အမှုတွေနဲ့ကောင်းကောင်းမဆက်ဆံနိုင်အောင်လည်းမလုပ်နိုင်ပါဘူးကျမနားလည်လိုက်တာကဒီအတွေးမြင်တွေကိုအကျိုးရှိအောင်အသုံးပြုဖို့ပါပဲကျမမတူမတန်နှိမ့်ချဆက်ဆံခံခဲ့ရပါတယ်အဲ့ဒီအတိတ်ပဲကသူတို့ကျမကိုအထင်သေးနေတယ်ဆိုတာပါပဲကွဲပြားခြားနာတဲ့ရှူတောင်တစ်ခုနဲ့ကျမကအရာအလုံးကိုစတင်ချင်ကပ်ခဲ့ပါတယ်ကျေးဇူးတင်စရာကောင်းစွာနဲ့ပဲနှစ်တွေကြာတော့အထင်သေးစော်ကားမှုတွေလည်းရောနေသွားခဲ့ပြီးကျမယုံကြည်မှုကြောင့်ရ
ရခဲ့တဲ့အောင်မြင်မှုတွေတောင်မကြောင်အနေနဲ့ကျန်ခဲ့ပါတယ်လို့သူမကဆိုပါတယ်အနားမှာရှိသူတွေလောက်ပါရမီနေတယ်လို့ခံစားရသူတွေကလက်တွေမှာဘေးကလူတွေထက်ပုံပေါ်တောင်းလုံအောင်စူးစမ်းတတ်ကြပါတယ်တဲ့အသိပညာဗဟုသုတဆိုင်ရာတွေအားအစတီထွင်ဖန်တီးမှုနဲ့ဂိမ်းတွေအထိသူတို့ကိုသူတို့ပြည့်စုံအောင်ကြားကိုကြားခဲ့စူးစမ်းကြပါတဲ့